အားလုံးပဲမင်္ဂလာပါခင်ဗျာခုကျွန်တော်ဖတ်ပြမယ့်စာအုပ်လေးကတော့ကာတွန်းရွှေထူးပြည်ရဲ့ရက်ွက်ထဲမှာရေမောစရာဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာကိုမောင်တင်းတို့ရက်ွက်ကလေးကလက်လုံးလက်စားလူဒန်းစားအများစုနေထိုင်ရာဘူမိနဲ့တန်လေးတစ်ခုပါနက်မျက်စိနှလုံးပွင့်တာနဲ့ရက်ွက်ထဲကလူတိုင်းလူပရိဒီကဟုတ်ပေါ်ပရိယေသနာဝမ်းစာအတွက်လှုပ်ရှားရုပ်ကံကြရတဲ့ဓမ္မတာပဲလေကြော်စုံစိတ်ကားလားကိုမောင်တင်းဆိုရင်လေနက်စောစောအိယာထားပြီးအိမ်ဘက်ဝင်ချင်းကအမိုက်တရိုက်တွေကိုတန့်ရှင်ရေးလုပ်လေးရှိတယ်လေဖြိုးဦးမောင်တင်းစောစောစီစီဘာပြဿနာဖြစ်ပြနေမသိဘူးကိုမောင်တင်းနားတယ်အိမ်ရှိစီမှာခေါ်တယ်လို့ကြားမိတာကြောင့်ဦးမောင်တင်းရှိလားရှိတယ်ကိုပါကွာဟေးအဲ့ဗျဆရာကောင်းွယ်ကလေးအဲ့ဒီကောင်းွယ်ကနောင်ပါလားကောင်းွယ်ကနောင်ဆိုတာကနောင်မင်းသားကြီးနဲ့ဘာမှမဆိုင်ပါဘူးကနောင်သားကဗျာဆရာလေးဘယ်ကဘလို့မျက်စိလေလာတာလေဗျဒီရက်ွက်သေးကိုလူလက်ရှာတယ်လေဟဲ့လူတွေနေတဲ့ရက်ွက်သေးကိုလူလက်ရှာတယ်ဆိုတော့ဒါဟာမော်ဒန်ကဗျာတစ်ပုတ်ပဲဗျာလောက်ပြီးကိုမောင်နေဆိုတာလေခေသူမဟုတ်ဟိုတစ်ချိန်ကြောင်းမပြီးခင်ကကဗျာဆရာဖြစ်ခဲ့ဘူးတာကိုကာယမဲ့ကဗျာတွေမော်ဒန်ကဗျာတွေကပြင်းဖို့ကောင်းတယ်ကိုမောင်တင်းရဲ့ကဗျာတွေကိုဖတ်ပြီးမော်ဒန်ကဗျာဆရာမောင်ချောတွေလက်ဖြားရခါယူနေမကားတကူလုံးမှတုံသွားဘူးတဲ့အာလာလာ sorry ဟိုက်ကူတွေမော်ဒန်တွေတော့ကိုမောင်တင်းကပြင်းအောင်ပြင်းသေးတယ်မောင်ရင်ကဘာရေးမှလဲ post modern လီဗျာpost modern ဘလူရေးရတာလဲဗျာလွယ်ပါတယ်မော်ဒန်ကဗျာဘုတ်ကိုမဂဇင်းတိုက်ကိုကိုယ်တိုင်သွားမပို့ပဲစာတိုက်ကနေ editor စီရောက်အောင် post min ကတစင်ပို့ပြီးတော့အဲ့ဒီကဗျာက post modern ကဗျာဖြစ်ရောမှတ်သားထိုက်တယ် email ကတစင်ပို့ခင် e-modern လို့များပြောမလားမသိဘူးမိချိုနဲ့အိမ်အောင်ကြမှာကြပြာအလောက်စာလို့ကိုစွန့်လို့ဖြစ်တာခုချိန်ထိပဲကြပြာယူစာယူဆိုရင်တော့မိချိုလက်မထမ်းနိုင်ဘူး sorry ပဲကိုမယူတော့ပါဘူးမိချိုရေနော်ခုလေဟိုတစ်ချိန်ကမိတ်ဆွေဟောင်းကြီးမူကိုမောင်တင်းဘက်ကကူညီဖို့အသင့်ပဲလေအဲ့ဒီလူကဒီရက်ွက်ထဲမှာရှိတယ်ဆိုလို့ရက်ွက်လူကြီးဖြစ်တဲ့မောင်ရင်ကိုအကူညီလက်တောင်းဖို့လာတာပဲအဲ့ဒီလူကဝရမ်းပြေးလားလောင်းကစားတိုင်လားဘာလဲရဲစခန်းကိုအကြောင်းကြားပြီးမှလုပ်ရင်မကောင်းဘူးလားဗျာတော့ကြကျုပ်တွေးကျင်တဲ့လူကလူကောင်းပါဗျနမီကကိုမြေကြီးတဲ့ကျုပ်တို့နယ်ဘက်ကပဲအိမ်အောင်ကြပြီးဒီရက်ကွက်မှာနေတယ်ကြားတာနေဩတိတာဗောနှစ်ဖူးပြောင်ပြောင်ဒူးချောင်ချောင်နေပြူးချောင်ချောင်ကိုမြေကြီးကိုတီးပါကျုပ်လိုက်ပို့ပေးမယ်ခဏနော်ကိုမြေကြီးကဟိုဘက်လမ်းထိပ်မှာလက်ဖက်ရည်ဆိုင်ဖွင့်ထားတယ်လीတိတ်မဝေးဘူးလားအပြက်ကြီးပွားနေတယ်ဗောသူဆိုင်ကြမှာဗရိတ်ဖက်အတွက်မုံနဲ့လက်ဖက်ရည်အပြက်ဝါကြတာဗောအဟေးကိုမြေကြီးဆိုင်ကလက်ဖက်ရည်တော့ကောင်းပါလေထိုင်ရမှာတော့ခက်လှမ်းပဲအရန်လီပိုးတဲ့လူပြားကြုံဘူးသူပြောလိုက်သမျှဘောလုံးထဲကမထွက်ဘူးနားထောင်ခြင်းမှမထောင်ခြင်းမှလည်းမသိစွတ်ပြောတော့တာပဲဘောလုံးသမိုင်းကိုထုံးလို့မွေရေလိုနှောက်နိုင်တဲ့လူပဲဗျာနေရှိတဲ့၍ဒီဘောလုံးအကြောင်းပဲမနာတမ်းပြောနေတာတော့ကုန်နိုင်တယ်လို့ကိုမရှိဘူးပျော်မဆုံးမဆုံးတီးစင်တာဆိုတာကိုပေါင်တင်းတို့ရက်ွက်ရဲ့အချက်ချနေရမှာတည်ရှိရဲ့လေဆိုင်ပိုင်ရှင်ကကိုမြေကြီးဆိုပေမဲ့အဖျော်စရာနေရာမှာလည်းတာဝန်ယူရတယ်မိမလို့သူမက်ရွှေထီးကကောင်တာမှာမိတ်ကြီးထိုင်လေးရှိပြီး1တီးရှိတယ်တားဖြစ်သူမောင်ပေစီကကြောင်းရတဲ့အချိန်တွေမှာဆိုင်ရက်ဝေရဝစ်စာဝိုင်းကူလေးရှိတယ်ဦးတက်တို့ဝိုင်းကရင်နွေးကိုဆယ်ကိုရှိသွားပြီမြေကြီးဆိုတာတစ်ချိန်ကဘောလုံးသမားတယောက်ဖြစ်ခဲ့ဘူးတဲ့ဆိုပဲဖြစ်ခဲ့ဘူးတာနဲ့မတန်အောင်အခုအသက်အရွယ်လေးရလာချိန်မှာဘောလုံးအကြောင်းကိုအမြင်ကက်လောက်အောင်ပြောတာမှဂါဘလောက်ကင်တုံးကတမျိုးဘူးကင်တုံးကတဖုံဆိုသလိုဘာဘူးကင်တာလဲတပုံဟုတ်လားဘယ်ဘူးကိုကင်တာလဲကျုပ်ဘူးတော့အကင်မခံနိုင်ဘူးဘောလုံးဒီပြဒေးဗစ်ဘူးကိုပြောတာနင်းဘူးကိုဘာလို့ကင်ရမှာလဲသူပဲလို့ပဲဘောလုံးသမားဘွားနဲ့ကင်းကွာနေပြီမေလူမြင်နိုင်ဘောလုံးအကြောင်းကလွယ်လို့ပြောစရာစကားသူ့မှာမရှိပြီးသွားတဲ့ဝါကပ်မှာတောင်ကိုရီးယားအသင်းဟာကွာတားဖိုင်နယ်ထိတက်သွားနိုင်တာဘာကြောင့်လဲအီတလီနဲ့တောင်ကိုရီးယားပွဲမတိုင်ခင်လေးတင်ဘောလုံးဝါသနာရှင်လူငယ်တယောက်ဟာကိုတတ်သိပြီသူတည်သွားရင်ဝိညာဉ်ဘွားနဲ့ကိုရီးယားအသင်းတိုင်အောင်ဝင်ကစားမယ်လို့ပြောသွားတယ်တဲ့ကိုရီးယားဟာအီတလီတို့စပိန်တို့ကိုနိုင်ကိုနိုင်ရမယ်လို့လဲဆိုတဲ့လေသူတည်သွားပြီးဝိညာဉ်ဘွားနဲ့ကစားမကစားတော့မသိဘူးပြို့တိလားတတွေးစင်တာတော့တိတယ်ဝေးကပြောအကောင်းဆုံးအသင်းစင်းလို့ခံယူထားတယ်အီတလီကို2 ဂိုးနဲ့နိုင်တယ်ကွာတိုင်းဖိုင်နဲ့ကြတော့စပိန်ကိုခြေရည်တူကစားပြီးရှင်းမဲ့ဒီမှာ9 ဂိုး 3 ဂိုးနဲ့နိုင်သွားတယ်လေဒီတော့တခါတလေဝိညာဉ်လောကနဲ့ပတ်သက်ပြီးရုံမတန်တရားတွေဖြစ်ဖို့မကောင်းပြီဘူးလားနားကြီးတယ်မှန်တယ်ဗျို့သူကိုယ်သူတက်တည်သွားတဲ့လူကကိုမြေကြီးတို့လိုဘောလုံးဝါသနာရှင်ပဲဗျာနော်ဒါပေမဲ့သူကမြဘောလုံးလဲမကစားတတ်ဘူးဘောလုံးစီမီစီကန်းကိုလည်းမတိရှာတော့ဘူး
ေဗျာသူ့နေရာမှာကျုပ်တို့ကိုမြေကြီးဝိညာဉ်ဘွားနဲ့ကွန်ကစားလိုက်စမ်းဗရာဇီးတွေထိုင်ကိုရမှာမြေကြီးလက်ခံမလွဲဘူးပြုတ်မယုံဘူးလားဟေးကိုမြေကြီးတယောက်ဒေါ်ဖောင်းပါရောလားဟဲ့ကောင်မောင်ကြီးကဘာစကားပြောတာလေကြီးကိုစော်ကားတာပြဿနာမရှိဘူးဗရာဇီးတော့မစော်ကားနဲ့လုံးဝတိမခံနိုင်ဘူးဟေ့ဗရာဇီးကိုမထီနဲ့မိပွင့်သွားမယ်ကောင်နာကမက်ရွှေထီရဲ့အတန်ကြောင့်ကိုမြေကြီးခြာကနေလှည့်သွားလို့တော်သွားတယ်ကဲပါဟိုဝိုင်းကရှင်းမယ်တဲ့မိပလိတ်နှစ်ကိုဟုတ်ပေါင်းနှစ်ခွက်လန်ဒန်နှစ်လိတ်ဒါပဲလားဟိုက်ဒါဘဲကောင်လက်ကမြင်းသွားပြန်ပြီလေတောက်ရှောင်းလီဝေးဦးမြေကြီးပြီရက်ွက်သေးကဆိုကိုမြေကြီးကိုမြင်တာနဲ့ဝေးရှောင်တတ်ကြတယ်ဘောတရားနာနေရအောင်မေးရှောင်မရှောင်နိုင်လို့တက်များတိုးမိပါရင်တွေးတဲ့နေရာမှာဘောလုံးလက်ချရိုက်တော့တာပဲလီပါဘူးကိုတိရမို့လားအလီပါဘူးကိုတော့တိတယ်ပညာအရက်ဆိုင်ကနေခတ်ထွေလေးနဲ့ပြန်လာတဲ့ကိုမြေကြီးလမ်းဘေးမှောင်ရိပ်တနေရာမှာလှုပ်နဲ့တွေးလိုက်မိတာနဲ့ငါစကားပြောပေါ်တွေ့ပြီးဟင်းလမ်းဘေးကိုဆင်းသွားပြီးစကားတွေပြောတော့တာမှဒီမေးဗျရောနဒိုဦးစင်းဖုတ်ကစတီကာနဲ့အတူလောက်ထားတာဆိုပဲဦးစင်းဖုတ်ကအရေးမကြီးပါဘူးလေအဓိက6တော့ပဲမဟုတ်လားဗျာဟုတ်တယ်နော်အဟဲ့ကိုမြေကြီးတယောက်စိတ်လို့ကိုလို့ဘောလုံးအကြောင်းတွေပြောနေချိန်မှာပဲရိုးမရီယိုကစကိုလာနီနဲ့မှမတည့်တာပဲဗျာဒါကြောင့်ဘီယိုဖြုတ်လို့ပြန်လာကြတယ်မောင်ခေတို့အုပ်စုကတွေ့သွားပြီဟောဒီမှာဦးမြေကြီးရဲ့နွားမကြီးနဲ့စကားတွေပြောနေတယ်ပြုဒီတော့မှပေါင်ရိပ်ထဲမှာတလှုပ်လုံနေတာနွားမကြီးမှကိုမြေကြီးတိသွားရှာတယ်ဒါတောင်လုတ်သေးတယ်ဟာဒီကောင်နေကွာဘယ်သူနွားလဲလို့မေးနေတာကြည့်နေတာပါဟာခဏနေကြပါဦးငါပြောစရာရှိလို့ sorry ဦးမြေလေဘေးဒုက္ခတွေမဖြစ်ပါရစေနဲ့တတ်တာခုလေကြည့်အောင်နနက်ပိုင်းဆိုင်မှာလူစီကားတဲ့အချိန်ကိုမြေကြီးတယောက်ဖြော်ကုံနောက်ကနေဘောလုံးကိုလေနဲ့စားကန်နေပြီခမကမ္ဘာဖလားပွဲမှာအာရှက3သင်းခြေစမ်းပွဲအောင်တဲ့အထက်မှာတရုတ်တင်ကညံ့တုံပဲတိလားလူဦးရေတန်းထောင်ကျော်မှာဘောလုံးသမားကောင်းတယောက်ရွေးလို့မထွက်တာအမှရေးဗျာဘောလုံးပညာဘလောက်လှုပ်ဝက်နဲ့နေတယ်ဆိုတာကျုပ်တို့လိုဘောလုံးမဟောင်းကြီးတွေကလွှဲရင်ဘသူမှမသိကြဘူးဝီရှိသေးပေါ်လီပကံစီးနေတဲ့နေရာမှာလှုပ်အဝင်ပေးနေတဲ့ကိုမြေကြီးရဲ့သားပေစီကဖေကြီးကလည်းတရုတ်တင်ကဘယ်ချေပေါ်ပါမလဲတကယ်အားထားရတဲ့ဘုံလုံးသမား3ယောက်ခီးလို့နေကြလို့ရှုံးတာထက်ပြောအောင်လေဟာဒီကောင်တွေကွာအင်မတန်ရေးကြီးတဲ့ကမ္ဘာဖလားပွဲကြမှာခီးလွန်ရတယ်လို့ကွာမင်းပြောတဲ့တရုတ်ဘုံလုံးသမား3ယောက်ခီးလွန်နေတဲ့အကြောင်းဘယ်အားကစားဆောင်တောင်မှငါမဖတ်မိပါလားဟာမင်းဘေကကြားလာတာလေဘသူတွေလဲရင်နမီကြီးတွေဖေရဂျက်ကီချန်ကြံကြောင်းနဲ့ဝူခုံးလီကိုမြေကြီးရဲ့သားပေစီရဲ့စကားကြောင့်ဆိုင်ထဲမှာရှိတဲ့တောက်သုံးသူတွေအားလုံးသဘောကျလို့ရေလိုက်ကြတာမှမပြောနေတော့ဟေးရေရတယ်ကွာကိုမြေကြီးကတော့တားတော်မောင်ကိုမျက်စောင်းခဲပြီးပွားစီနဲ့ပေါ့တောက်လူကြီးတွေစကားကောင်းပြောနေရင်အနောက်ရှက်ဝင်လှုပ်ပြီးဒါတွေမကြိုက်တာကြာပါဘူးရေတံတွေမဆဲခင်မှာကိုမြေကြီးရဲ့ဘောလုံးအခန်းဆက်ကြော်ညာကဝင်ပြိုင်ပါရောတကယ်တော့ဒေးဗစ်ပခန်းဆိုတဲ့ငနေကနောက်တစ်ခေါက်လာပြန်ပြီတဲ့ဟေးဘောလုံးကန်ကောင်းလာတာမဟုတ်ဘူးလူပုံစံကမော်ဒယ်ပိုင်းလိုစတိုင်ဖြူတာရဲ့သူ့မိမအဆိုတော်ရဲ့ဝိတ်ပါတာရဲ့ပြီးတော့ကြော်ညာစေးအားကောင်းတာလည်းပါတယ်ဒါကြောင့်သူ့ပေါ့စီကလှုပ်များနေတာပေါ့ဗျာရှင်းပြီလားကဲပကန်းရဲ့ပေါ့စီစတာလင်ပေါ့ဘယ်လောက်ရှိရထင်ကြလဲပြောစမ်းခမားတို့လိလာအတော်နေကြတာပဲဆရာကြီးလေတန်းနဲ့ဖေကလည်းစတာလင်ပေါ့ဘယ်လောက်ရှိတယ်ဆိုတာမေးနေရသေးတယ်လူစတာလင်လည်းသူ့လိုကိုလိုပဲဟာပေါင်နှချောင်းမဲ့ရှိမှတီးကြပါတယ်ဒါလီများမင်းကိုမေးနေတာမဟုတ်ဘူးကလေးကကလေးလို့နေတောက်ငါတေးဟာစတာလင်ပေါင်ဆိုတာပြည်တခြားငွေကြီးကိုပြောတာ21ရာစုအကျိုးလူငယ်တဲ့ချီမမသိအီမမသိထွီတထွီစီလုံးမနေနဲ့ကိုကစားတော့ကုန်ရောနေတာစားသုံးသူတွေကိုအားနာပေါအောင်တော့တကယ်တဲ့ဟုတ်တယ်တန်ရှင်းမှုမရှိရင်စိုင်မိတ်ခံနေရအောင်မယ်ဦးမြေဟာမြေကြီးနဲ့တိုင်းကတော့နာကြပင်ကက်လာပုံရတယ်ဟေးဟုတ်ပါဟိကိုမြေကြီးဒုက္ခကလည်းမသိနားထောင်မဲ့သူရှိတုံပြောရတယ်ထင်ပါရဲ့အတန်ကပြန်ပေါ်လာပါရောဒီမဲယူရို2000တုန်းကဆိုရင်လေဟော်လန်အသင်းနံပါတ်4အိုဘားမားကိုအားလုံးမှတ်မိကြမှာပေါ့အသင်းကောင်းဆောင်လေးဗျာဒီနေ့ကမ္ဘာဖလားပွဲမှာအိုဘားမားအမိမြုပ်နေတာဘာဖြစ်လို့လဲကဲကိုမြေကြီးဆိုင်မှာတဝါဝါနဲ့ပွဲကြနေတယ်ဘာလည်းမသိဘူးလားငါလဲလိုက်မေရက်ွက်သေးကလူတွေလေရဲချင်းမောချင်းရှာကြပြီမပေါ့ဒီတော့ဘာမှညာမှမသိကြပဲကိုမြေကြီးရဲ့ဆိုင်ကိုစုပြုံလာကြတာပေါ့ကိုလောက်မှမတက်တဲ့နီးပြဆိုတဲ့ငနေကနှိမ်ထားတာဗျရှင်းပြီလားသူဟာသူမေသူဟာသူဖြီတော့ရှင်းရောကိုမြေကြီးမြောက်ကကားပြလို့တဲ့တော့ဟဲတကယ်
သူ့လူငါလူမွေးတဲ့စနစ်ပေါ့ဗျာဟိုတုန်းကဆိုဘာစီလိုနာအသင်းကတော့အိုဘားမားကိုကြေးကြီးပေးဝယ်ခဲ့သေးတာပဲဒန်ဒီဝရေကြေးတွေဝရေကြေးကြီးလဲဝယ်တယ်သူမရှိရင်ဟော်လန်အသင်းတိတ်အားနဲ့သွားမှအသေးအကြကွက်တိပဲဗျာဖေကလှုပ်ပြီးအိုဘားမားမရှိမှဟော်လန်အသင်းကောင်းသွားမှတိလားယူရို2000မှာဟော်လန်နဲ့အီတလီပွဲကိုကြည်စမ်းဘယ်နဲ့လဲအိုဘားမားပန်လီကန်တာဂိုးဘာပေါ်ကျော်သွားလို့ဟော်လန်အသင်းရှုံးတယ်လူတိုင်းသိတဲ့ကိစ္စအိုဘားမားကိုအဖေကအမွှတ်တင်ကျင်သေးတယ်ဟေးယောမင်းပါသီးလို့လေဘောလုံးဆိုတာလုံးနေတာကွာမှတ်ထားပဲပြားလို့ပဲကြားဘူးတယ်ဘောပြားဘသူကြားဘူးလို့လေဘောလုံးမှသုံးမတော့လုံးမကလေးကတော့တီးပြီးသားဟုတ်ကဲ့မောင်ပီစီကတမတ်ရသွားပါပြီခမညာဟေးဟေးမင်းပါစပိတ်ထားရင်ကောင်းလိမ့်မယ်ကွာနေစမ်းမအောင်မင်းကဟော်လန်အကြောင်းဘလောက်နားလဲလို့လေလူကြီးတွေကြားတဲ့ဝင်ပါရတာလေထွီးဘာလို့မသိရမလဲဖေရကျွန်တော်အမေနဲ့ဈေးဝယ်ခဏလိုက်ဖူးတာပဲဟော်လန်ကအလုံးကြီးတယ်လန်တလိတ်ထက်ယူလိုက်အရှိရွှမ်းနေဒါပေမဲ့မြန်မာတမယာလောက်အနက်မမွေးဘူးဈေးဘက်မဝင်တော့ဈေးကွက်မရှိဘူးလေဒါလီးများဒီတစ်ကြိမ်ကိုမြေကြီးရဲ့ဒေါသရန်အိုတဲ့သူ့သားရဲ့မိတို့ပြစ်ထက်လိုက်တဲ့အလားဖေထက်သားသလားကြီးရင်နဲ့ကောင်းရှူရှဲဖြစ်ခါဟူဆွဲတီဆဲဆွဲရင်ဖောက်လက်စနေစုနိုးစီဘူးလက်ထဲပါလာပြီးမင်းပတ်သက်ကိုဒါနဲ့ပိတ်မဲ့ရော့ဟိုက်တကယ်စော်တယ်ကွမ်ဟဲပုတ်တုတ်ပုတ်ဟာမြောက်ဖူကြီးလူမကြီးပြိုဟီဒေါ်ရွှေကြီးမျက်နှာပလတ်စတာကြိုက်ထားတာဟိုက်မရွှေကြီးစောဒီရှင်ကြွတ်မနိုင်လို့ကြွတ်မကြီးကိုဟုတ်ပေါ့ကြည်မီးနဲ့ရှို့တယ်ဗောလေလုံးလိုက်လေရတယ်ဘသူလက်ဖြောက်လဲသိရအောင်ကဲဟဲကိုမြေကြီးဆိုတာဘောလုံးသမားကောင်းတယောက်ဖြစ်ခဲ့ရုံမကကိုသမားလည်းဖြစ်ခဲ့ပုံရတယ်ကစ်လိုက်တဲ့မြဘောလုံးအဲ့လီပြစ်လိုက်တဲ့မြကိုမထီအောင်ရှောင်တိန်လိုက်ပုံများမဟုတ်ဘူးငါရှင်းပြဘောလုံးမဟုတ်လို့မဖမ်းတာဖြစ်ရမယ်အာပူတယ်ဟုတ်ပြီကွာချပြီဘေးပေါင်းထီပေါင်းထီဟေးရှင်ကအရှောင်းအတိတ်ဂျက်ကီချင်းပေါ့လေတွေးမယ်ရီရှောင်းနိုင်ကဲဟာပွဲကြလာပြီပြေးကြအောင်မလီပြေးဒီတခါရှင်ဘိုက်မပွင့်ပြောစင်လို့ပြောကဲဒုံးမြတ်သက်ကိုဖင်မာတက်ထားတဲ့အလားကိုမြေကြီးခမချာကနေလှည့်ပြီးလိုက်တာမှပေါင်မို့လီရဲ့ဓာကြီးနဲ့ဗျကဲတော်မူပါရှစ်တလန်းကျော်ဆိုရင်ကိုမြေကြီးဆန်ရောက်ပြီဟိုမကိုမြေကြီးမို့လားဟုတ်ပါရေးကြီးတုတ်ပြနေဆရာကောက်နေအောင်ဗျဟာတသနာပဲကိုမြေကြီးဒီလူနဲ့ကိုမြေကြီးခဏလို့မလိုက်မမှီတဲ့အစုံနောက်ကလိုက်လာတဲ့ဆရာကောက်လက်လျှော်ပြီးကြံရစ်ခဲ့ရတာပေါ့ဟူးဒီလူကဘလူဖြစ်တာလေခေါ်မကြားအော်မကြားမြို့နယ်ဘောလုံးပွဲအတွက်ထေနေလုံနေတာများလားဒါမှမဟုတ်ကိုမောင်တင်ဘဲအောက်မလေးအယူမကြီးဓာကြီးကံငါစီပြေးလာနေပါလားမြတ်စွာဘုရားကဲတော်မူကြပါဒီအယူမတစ်ပင်ပေါ်တော့တံပလိုက်နိုင်လောက်ဘူးဖြစ်ချင်ရဖြစ်ကွာယောက်ျားဟိုက်ဟဲ့ဘာကြီးလဲဟာအလာလာဟာသေပါပြီပြအောင်ကြီးအဲ့တော့ပြတွေဟုတ်တယ်ပြတွေတောက်တယ်တော့အောင်မလေးပြေးသေပါပြီတော့ပြကိုမြေကြီးတယောက်ပြေးလွှားခြင်းကိုရက်တက်ပြီးအုတ်ခုံပေါ်မှာခြေပြေးလက်ပြေးအမောဖြီနေမိရဲ့လေဟူးပြေးရလွှားတာမောလိုက်တာမရွှေထီရဲ့စိတ်ကိုငါသိတယ်သူဒေါသထွက်လို့ကတော့တကယ်လုံးမှာအခုလေအပြေးဦးလို့အသက်နဲ့ခန္ဓာကြံနေသေးတာနှုံမို့ဆိုရင်ကိုမြေကြီးပလုတ်တော့ဒီနောက်ဖက်ကအတန်ပဲငါမိမအတန်တော့မဟုတ်ဘူးဘယ်သူမှလည်းမရှိပါလားကျွန်တော်ပါဗျအောင်မလေးတရေကြီးကျွန်တော်ကောင်းတဲ့ကနောင်လေးဗျာကဲတော်မူကြပါကုပီပကွာမင်းကောက်ကြည့်လားဟုတ်တယ်ဗျဟာမင်းကွာရုတ်တရက်ဆိုတော့လန့်တာဗောဟာဘလို့ဖြစ်ရတာလဲကွာဒီလိုပြုတ်အဖြစ်ကမပြောချင်တော့ပါဘူးဗျာခမည်းနဲ့တွေ့ကျင်လို့ခပြားလက်ဖျားရည်ဆိုင်ကိုလာခဲ့တာကံကောင်းထုံးမသွားနေပြီခမည်းကိုလှမ်းမြင်လိုက်လို့နောက်ကနေပြေးလိုက်လာပြီးခေါ်တာခမည်းကလည်းနောက်ကျောင်းကိုပြန်မကြည့်ဘူးခမည်းကိုခေါ်လို့မရတဲ့အစုံကျုပ်လည်းစိတ်လျှော့ပြီးနောက်ကျောင်းပြန်လှည့်ပြီးတော့မှဂျိုးဝင်တော့တာပဲဘယ်ထဲကိုဝင်သွားတာလေခိုးချုံပုတ်တယ်ဂျိုးဝင်နေဆိုတာကဘယ်ကယူမှကြီးမသိဘူးဗျာတကောင်းလုံးဖွေးနေတာမှဘာတွေလိမ့်ထားတယ်မသိဘူးလက်ထဲမှာဓာကြီးကင်လို့ပြေးချလာတာမြင်တာနဲ့ကျုပ်လည်းကြောက်လာပြေးထွက်လာရတာပေါ့ကျုပ်ကရှေ့ကပြေးအယူမကနောက်ကလိုက်နေကံကောင်းကျင်တော့တစ်ပင်တွေ့တာနဲ့တစ်ပင်မော်တက်ပြေးလိုက်တယ်လीအဲ့ဒီမှာကန်ဆိုးကျင်တော့ပြားအောင်ကိုထိမိတာပြားတုတ်လို့တစ်ပင်မော်ကခွေးကြပါရောကံကောင်းကျင်တော့အယူမတစ်ပင်အောင်ရောက်တာနဲ့အချိန်ကွက်တီးဖြစ်ပြီးမဟာကန်ဆိုးကံကောင်းထိဆိုင်ဖွင့်စားဖို့ကောင်းနေအယူမကိုပြားတွေဝိုင်းတွေ့လိုက်လို့ပြေးတာမှမပြောပါနဲ့တော့ဒါဆိုမောင်ရင်ကံကောင်းသွားတယ်ခေါ်ရမယ်က
ကန်ဆိုးကျင်တော့ကျုပ်ကိုပါပြားလိုက်တော့တယ်လीပြေးရတာပေါ့ဗျာအမဲတိတ်မပြေးလိုက်ရဘူးပြုတ်ကန်ကောင်းထောင်းမသွားပဲရှင်တို့မြောင်တွေးတာနေရေထဲတိုင်းပင်ပစ်ထဲလိုက်ရတာပေါ့ဘာရမလဲအေးကန်များဆိုးကျင်တော့ဗျာငုတ်ကဖင်တက်တဲ့ကိုစူးလိုက်တာမှအစ္စလမ်ဝီနီတို့ကန်ကောင်းကျင်တော့မမျော်လင့်ပဲခမားနဲ့မျက်နှာချင်းဆိုင်စုံမိတာပဲကန်ဆိုးကျင်တော့တရေလို့ပြောခံရတာနားတယ်ဗျာsorry ကွာကောက်ကြီးကိစ္စမရှိပါဘူးစားရကန်ကြုံလို့မေးစီပြားတုတ်တယ်ပဲပြောမုတ်စိတ်ပြားဆွဲတယ်ပြောပါမေးစီကိုတုတ်သွားတာဒီမှာကဲမနဲ့တရီစာမစားရသေးဘူးခမားဆိုင်ကိုတွားကြရအောင်ဗိုက်စာလာပြီအေးဟိုဆိုင်ကိုဘယ်နည်းနဲ့မှပြန်လို့မဖြစ်ဘူးငါနဲ့ငါမိမရံဖြစ်ထားတယ်ဟာလုတ်ပြီးကျွေးရမွေးရမယ်ဆိုတာနေလင်မယားရံဖြစ်လိုက်ပြီးရပါတယ်ခမားရဲ့သဘောထားအမှန်သိရတာပေါ့ဗျာဟုတ်တယ်ကောက်ကြီးတကယ်ငါမိမဓာတ်နဲ့လိုက်လို့ငါထွက်ပြေးရတာဟိမင်းပြောတဲ့အယူမဆိုတာငါမိမမရွှေထီပဲငါကြောက်သူ့တကောင်းလုံးနှုတ်စီတွေရွှဲသွားတာငါကိုစိတ်ဆိုးပြီးဓာတ်နဲ့လိုက်လို့ငါပြေးရတာရှင်းပြီလားဟိုက်တီးပါဘူးဗျာကျုပ်ကစိတ်မနဲ့အယူမကျုံနောက်လိုက်တယ်ထင်ပြီးပြေးလိုက်ရတာမှသေကုန်ပေါင်းလေခမားမိမမှမသိတာဟာဆရာကောင်းကန်ကောင်းတယ်ပြုဟဲ့အဲ့ဒါငါမိမအမိကမရွှေထီတဲ့မှတ်ထားခမရတွေးကျင်တဲ့လူနဲ့တက်ရှိထင်ရှားတွေးခွင့်ရသွားလို့ပဲနှုံမို့ဆိုရင်ဗျာဟဲ့ဒါနဲ့ကျုပ်မိမမရွှေထီရောဘမတွေးခဲ့လေဗျသူခမရကန်ဆိုးချပါတယ်ဗျာဟဲ့လူကန်ကောင်းတာဒီကန်ဆိုးတာတွေထဲမပြောလို့မဖြစ်ဘူးလားလူရင်းသာပြောအေးဒီလိုဖြစ်တာပြုမရွှေထီခမရပြားတော့ခံရလို့ဖိုးရဖားရနဲ့ပြေးလာခွေးတွေကနောက်ကလိုက်ဆွဲလူဗျာဒါဆိုကျုပ်မိမခွေးကခံရပြီပေါ့ကန်ကောင်းလို့မရွှေထီကိုမကိုက်မိဘူးခမကန်ဆိုးပြီးခမကြီးတော်ကြီးကိုကိုက်မိရောလားဦးမောင်တင်နိုမဟုတ်ဘူးဗျမရွှေထီတယောက်ကြောက်အန်းလန့်အန်းနဲ့တတိလစ်သွားလို့အခုစေကန်းပို့ထားတယ်ဒီလောက်အရေးကြီးတဲ့ကိစ္စကိုဗျာကျုပ်သွားမှဖြစ်မယ်သွားမယ်စိုးရင်စရာမရှိပါဘူးအခုတော့တတိပြန်ရသွားပြီတတိရချင်းပဲသူ့ဓာရောလို့မေးနေတာနဲ့ကိုပုလုံးကိုဓာအရှာခိုင်းလိုက်တယ်ဟိုက်ဒါဆိုသွားလို့မဖြစ်ဘူးခိုင်းစရာလူမရှိလို့သာခိုင်းရတာမခိုင်းဝင်တဲ့လောက်ပဲကိုပုလို့ဆိုတဲ့လူဗျာဓာကိုရက်ဆိုင်မှာအရက်နဲ့လဲတောက်ခဲ့တဲ့ကောင်းရောဟင်ကျေးဇူးကြီးပါပဲကိုပုလုံးရဲ့ဒါဆိုငါသွားလို့ရပြီဆိုင်ရှင်သဘောကောင်းလို့ပေါ့ဓာကိုဆိုင်ရှင်ကိုယ်တိုင်လာပို့သွားတယ်အခုဓာပြန်ရသွားပြီဘုံတော်မရွှေထီလက်ထဲတော့ဘယ်ထည့်ပေးလို့ဖြစ်မလဲလုံခြုံစိတ်ချရတဲ့နေရာမှာကျုပ်သိမ်းထားလိုက်တာပေါ့ဟင်းဖြစ်ရပြန်ပြီဒီမဲ့ဥမောက်တင်ကျုပ်မိမလက်ထဲမှာဓာရှိမရှိဒါပဲသိကျင်တယ်အပိုတွေမပြောနဲ့ဗျာဒီကကောင်ကဘာလို့ရမှမသိဘူးကျုပ်ပြောပြီးပြီပဲကိုမြေကြီးရဲ့ကျုပ်ကိုယ်တိုင်သိမ်းထားတယ်ဓာကိစ္စဘာမှမပူနဲ့ကဲကျင်းသေးတယ်နော်ကျုပ်ခြေလန်းသုံးလန်းလှမ်းပြီးကမှတမျိုးထက်မပြောနဲ့ပြေးရလွှားရတဲ့ထက်ပုံမောတယ်စိတ်ချဗျာမရွှေကြီးလက်ထဲမှာဓာလုံးဝမရှိစေရဘူးကျုပ်တာဝန်ယူတယ်အေးဒါပေမဲ့ဘာဖြစ်ပြန်ပြီလဲစေကန်းဆိုတော့ကက်ကြီးကတော့အလွယ်တကူပဲပြူကက်ကြီးကဓာတ်တဲ့ပူကြောက်စရာကောင်းတယ်နော်ငါနော်ဘာဖြစ်သွားမယ်မရွှေထီးစီကိုမဟုတ်ဘူးခမားတို့နဲ့ဝေးရကိုသွားမှာကြာရင်ကျုပ်ယူလိုက်မယ်ကိုမြကြီးခဏနေအောင်ဗျခမားမိမစီကကျုပ်ပစိုးပြန်တောင်းပေးအောင်ဟာဒီလူနဲ့ခုတော့ယူရှင်လာပြီဗျို့ခမားပစိုးပြန်ရလေနှိုးစီတွေပြေးကြံနေလို့ခမားဝေးလို့ရမှာမဟုတ်ဘူးဆရာကောင်းအေးဟုတ်တာဒီတော့အခုကျုပ်အိမ်လိုက်ပြီးရေမိုးချိုးကျုပ်စီကပစိုးယူဝတ်ပေါ်ပြီးမှတခုခုထွက်စားကြမယ်လीဗျာလာဟိုမရွှေထီးစီကပစိုးကိုတော့ပြန်ရအောင်လုပ်ပေးလိုက်အောင်ဗျာဒီလာကန်ဒီစောမင်းဝေစီကခဏငှားဝဲလာတာရှော့ပုတ်ပြီးပြန်ပေးလိုက်ချင်လို့ပါနော်စိတ်ချကျုပ်တာဝင်ထားလက်စနေအင်ကြီးတစ်ထည်လောက်လုပ်ပါအောင်ဒီအင်ကြီးကရည်ရွှဲနေတယ်ဗျအင်ကြီးတော့ပေးလို့မဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့အိမ်မှာရွာကမိချိုအကိုကြီးရောက်နေတယ်လေဘာလဲသူခွင့်ပြယူရအောင်မမှုလို့လားသူကအဝတ်တစ်ထည်ကိုတစ်ခုနဲ့ဘုံသားကြီးပေါက်ချလာတော့ဒီမှာကျုပ်အင်ကြီးတွေပဲယူဝတ်တာပေါ့ရောက်ဖကြီးဆိုတော့လေပြောဖို့ခက်နေပြန်ရောကဲဒီလိုလုံးဘလို့လဲနေပူတဲကနေလမ်းလျှောက်တဖြည်းဖြည်း၆လိုက်လာလိမ့်မယ်ခုတော့အတော်၆နေပြီပဲကြိုင်အမဲကြောင့်ဖြစ်တော့မှာပဲအိမ်ကိုမိချိုရဲ့အကူကြီးလူပြိုကြီးကိုဝင်းအောင်တရားစိုင်းမစင်းပုံမစင်းပေါက်ချလာတဲ့ကိစ္စနဲ့ပတ်သက်ပြီးကိုမောင်တင်းအနေနဲ့ဘာမှမပြောလို့ရောက်ဖကြီးကသဘောကောင်းတော့ကိုမောင်တင်းနဲ့အဆင်ပြေပြီလားရှောက်တုံးရောက်ခိုင်းအေးစေးပဲမဟုတ်လားဆိုပါတော့ပြောရအောင်မေအကိုကြီးကဟင်းချက်သိပ်ကောင်းတာအကိုကြီးချက်တာမစားဘူးသေးမို့လား
မိချိုကတော့အကိုကြီးလက်ရကိုအရန်စားကျင်နေတာကြာပြီဟွန်းရောက်ယုံရှိသေးတယ်မိဖို့ကြောင့်ကိုတန်းပို့ဖို့ဟန်ပြနေတဲ့မိချိုကြောင့်ကိုမောင်တင်အာနာမိပေမဲ့မပြောရအကိုကြီးအဖရအိမ်ဦးကတင်ထားမယ်မကြံဘူးဒီမိမနဲ့စရောက်တဲ့နေ့မှာပဲကိုဝင်းအောင်တယောက်တောသားမျိုးရောက်ဆိုသလိုမျိုးအဖြစ်မျိုးနဲ့ကြုံပါရောလားဒန်ချီအိမ်ရှိလမ်းမပေါ်မှာဈေးတဲ့ဒီရဲ့အတန်မျိုးစုံချောက်ပေါ့ဈေးတဲ့တော့ဈေးတဲ့ပဲဘာတဲ့လဲမသိဘူးအိမ်ရှိထွက်ကြည့်ဦးမှာဒိန်ရင်တဲ့လေးကြီးရဲ့ဝယ်ခြင်းလို့လားဩဒိန်ရင်တဲ့ကိုငါကဘာအော်မှန်းနားမလည်လိုက်လို့လာပြန်ပြီအခုဟာကရောဘာအော်ဒါလဲနိုင်ထူအဲ့ဒီကမိုဘိုင်းထောင်းတဲ့လေးကြီးကတော့ဈေးတဲ့အော်တိုင်းခေါင်းထောင်ရတာဒုက္ခတူဖြစ်သူနိုင်ထူးကကြောင်းသွားကိုမောင်တင့်ကအိမ်ကက်ရတယ်မရှိမိချိုကလမ်းထိပ်ကိုခဏဆိုပြီးထွက်သွားတဲ့အချိန်ဆိုတော့လူပြိုကြီးကိုဝင်းအောင်တယောက်ဒီအိမ်မှာရှိနေချိန်စားကြအောင်ဘီမုံလာပြန်ပြီဒီတစ်ခါဘာတဲ့လဲဟာစာလီကွေလားစာလီအကောင်ကျော်လားအတော်ထူးတဲ့မုံနာမီပဲတိရအောင်ခေါ်ဝယ်စားကြည့်မှပဲစားကြအောင်ဘီမုံတဲ့လာပါအောင်ပြုတ်ဘယ်ကခေါ်တာလဲဒီကခေါ်တာစိတ်ဝင်စားလို့ခမဟဲ့ဘာရှင်ဟိုလီခမရရုံနဲ့မုတ်ကိုစိတ်ဝင်စားတာလို့ပြောတာအဲ့လိုလုပ်ပါတော့ကျမကလေး2ယောက်နဲ့ယောက်ျား1ယောက်ကိုလောက်ကန်ကျွေးနေရတာပါဈေးတွေကကိုဝင်းအောင်ရှိကိုဈေးပန်းချလိုက်ပြီးဘယ်နှချက်လဲတစ်ချက်ကို60နှစ်ချက်ယူရင်100ဘန်းပေါ်ဖုံးထားတဲ့အဝတ်ပါကိုလှန်ပြလိုက်တဲ့အခါဟင်းခမဟာကဘိမုတ်တွေပဲနေပါစေဘိမုတ်ဆိုကျွန်တော်မကြိုက်ဘူးမဝယ်တော့ဘူးဘာပြောတယ်ဂရီကမကြိုက်လို့မဝယ်ခြင်းဈေးတဲ့ကိုဘာလို့ဖို့ခေါ်တာလဲအခုတော့ခေါ်တော့ကခေါ်ပြီးမဝယ်တာဘာသဘောလဲခမကရောဘိမုတ်ရောင်ဘိမုတ်လို့မအော်ပဲဘာသဘောနဲ့စားကြအောင်ဘီမုတ်လို့အော်တယ်လေကဲကျွန်တော်ကခမအော်တဲ့မုံနာမီမကြားဘူးလို့စားကြည့်မလို့ခေါ်တာဘိမုတ်ဆိုဘယ်ခေါ်ပါမလဲရှင်းနာကိုဂျပန်နာတန်စီထည့်လိုက်အောင်ကျုပ်အော်တဲ့အတန်တလန်းလုံးကတီးပြီးတာဒီရက်ကွက်ထဲကိုအပြိုဘဝစီကရောင်းလာတာအခုကြကမှခမပါတာဘယ်ဘဝကပဲရောင်းဘိမုတ်ရောင်းတာမယ်ဘိမုတ်ပေါ့အခုတော့စတန်ထွင်ပြီးစားကြအောင်ဘိမုတ်လို့အော်တာရှင်းမကြားဘူးလားပီတအော်ပါလားဘာတဲ့စားကြအောင်ဘိမုတ်ဆိုတော့မကြားဘူးတဲ့မုံနာပြီပဲဆိုပြီးခေါ်တာပေါ့ဒီမဲမြန်မာစကားကိုမြန်မာတွေနားကြပါကြနားလေအောင်အတန်တော့မှန်ပီအော်တတ်ဖို့ပဲလိုတယ်ရှင်ယောက်ျားဖြစ်ပြီးကတ်မပြောနဲ့အဝေးကြီးကခွာပြောနေတာမမြင်ဘူးလားဘာလို့ကတ်ပြောရမှာလဲဟင်စကားကိုကတ်မပြောနဲ့လို့ပြောတာခေါ်တော့ကတော့စိတ်ဝင်စားသလိဘာလေးနဲ့ရှင်ကိုကမယိုးသားဘူးကလေး2ယောက်အမိမလည်းတီရောအချိုးကချက်ချင်းတစ်မျိုးပြောင်းသွားတယ်အမလေးကောင်းကြသေးရဲ့လားဟိုက်အိမ်ရှိမှာစူညံနဲ့ပွက်လို့ရိုက်နေချိန်မှာမိချိုပြန်ရောက်လာပြီးဟဲ့ဘာဖြစ်ကြတာလဲပြဿနာကိုအစအဆုံးတီတော့မှဈေးတဲ့ကိုမိချိုကိုယ်တိုင်တောင်းမှန်လွှတ်လိုက်ရတယ်ဒါအခုမှရောက်လာတယ်ငါ့ကိုကြီးပါအေးငါတောင်းမှန်ပါတယ်နော်ကဲသွားတော့မိချိုရဲ့အကိုတဲ့ရုပ်ဆိုးနဲ့လူကြီးကညီရဲ့ကိုလားညီတောင်းမှန်လို့သာကြည်နေရတာနို့မို့ဆိုရက်ကွက်ယုံသွားအတိုင်ပဲကဲပါသွားပါတော့နင်ဘာလို့သူ့ကိုတောင်းမှန်လွှတ်လိုက်ရတာလဲငါမှားတာမှမဟုတ်ဖဲဟိုကမမှားဘူးဒီခေတ်ကမော်ဒန်ခေတ်ကိုကြီးရဲ့တချင်းဆိုလဲမပီမတဝူဝါနဲ့ရန်တွေ့တယ်လို့စောင့်ကြီးအောင်ကြီးနဲ့ဆိုမှဝိတုတို့ကြပြားတို့ဆိုလဲအတိတ်ပဲဝေဝါမသဲမကွဲရေးတဲ့မှာစူပါဖြစ်တာဆိုတော့ဈေးတဲ့တွေကလည်းခင်းနဲ့အညီကိုပိုင်တန်စင်နဲ့မပီကလာလုတ်ပြီးអော်ကြတာပေါ့ဒီမှာတော့ဒီအတန်တွေကယိုးနေပြီအေးဟိုကအမှုပညာတဲ့တွေမော်ဒန်မကလို့ဘာပဲဆန်ဈေးတွေကဘာဆိုင်လို့မော်ဒန်နေရမှာလဲပြီးတော့ငါ့ကိုမြပြနှစ်ပြောသွားလိုက်တာများတောက်ကဲပါတော်ပါတော့ကိုကြီးရဲ့မနှက်ပြန်ကိုကြီးဘိုင်းချက်မဲ့စိတ်ကူးလေမနှက်လင်းတာနဲ့နိုင်တူးခေါ်ပြီးဈေးသက်ဝဲကြီးဥမောင်တင်ကြီးရှာလေတော့ချက်ပြလိုက်စမ်းပါမနှက်ပြန်ကြောင်းပိတ်တယ်လေတူကြီး2ယောက် shopping ထွက်ကြဖို့မကောင်းဘူးလားအေးကောင်းတယ်ညအိပ်ရဝင်တဲ့အထိမနှက်ပြန်ချက်ရမယ်ဟင်းကိုစဉ်းစားကန်းဝင်ကိုဝင်းအောင်အိပ်ပျော်ခဲ့ရတယ်ကိုဝင်းအောင်ကြီးနိုးပြီလားဟဲ့အေးကွာဒါနဲ့နိုင်ထူးရောမနှက်တရီစာအတွက်လမ်းထိပ်ကိုတူရှိတော့ဝဲလေတူရှိဟုတ်လားတူရှိဆိုတာဤကြကွေးလူနှစ်ချောင်းဘူးဖြစ်ရမယ်ဤကြကွေးကနှစ်ချောင်းအညီသူကအတူအရှိမညီတဲ့အချောင်းနှစ်ချောင်းကိုဝင်းအောင်တယောက်စိတ်ထဲကတွေးရင်ကြပြကြရမျက်နှာတက်လိုက်မိတယ်ပူးထားတာပဲနေမှာပါနာမီကတူရှိတဲ့လာလေးကြီးတူရှိပူနွေစားရအောင်အေးလာပြီကွာဘယ်မှာလဲမင်းတို့တူရှိဆိုတဲ့ဟာဒီမှာလေးဒါတူရှိပေါ့ဒါတူရှိလို့ခေါ်တယ်လားဘယ်နေရာတူပြီးဘယ်နေရာရှိဒီလူတူရှိခေါ်ရတာလေဟာတို့စီမှာကလမရောင်းနေခေါမို့အဖြူကိုများကွာတူရှိတယ်ဟေးကိုကြီးကလှုပ်ပြန်ပါပြီနေ့ကလည်းဘိမုတ်တယ်နဲ့အစင်မပြေဖြစ်တာမမှတ်သေးဘူးမုံနာမီပဲဟာဘယ်လိုမဲ့ပေါ့
အေးပါဟာငါကူကမှားတာပါထားပါတော့စားတော့ပြီးဈေးသွားဖို့ပြင်တော့ဒီနေ့ငါခုနှက်ကြောတီးစုံဟင်းချက်မယ်ကွာဘယ်နဲ့လဲငါညီမအိုးကိုကြီးကြိုက်တာစီစဉ်မစားမှမပူနဲ့မိချိုစီကဈေးဖို့ယူပြီးကြတယ်တူကြီးနှစ်ယောက်သာဈေးဘက်ထွက်လာခဲ့ကြတယ်ငါလေးလေးတော့ဟင်းချက်ဖို့အစီအစဉ်ဆွဲုံနဲ့တရေကြနေပါလားဟိဒီမှာတွန်တေးဆိုးအောင်စားတယ်တွန်တေးမလကားဒီရီဘလောက်ဆက်သားချောင်းမဆိုးဘူးနော်မောင်စိတ်ဝင်းပဒီကုန်းချန်ကထွက်တယ်ပဒီကုန်းကအစည်းဆုံးဖျုံသီးတွေပြုတ်ဒါစာနေဝင်းကပြောတယ်အာယုန်တွေမများကြပါနဲ့ဈေးပေါ်ပေါ်နဲ့ရတဲ့ဟော်ဒီကကစွန်းရနုလေးတွေကြော်စားလိုက်စမ်းပါတဲ့လာနော်လာတစ်ထဲမှာ250အိမ်မနေဝင်းဟေမနေဝင်းနဲ့တူမယ်နေကင်းကြောင်တော့ဝင်းတော့မေဝင်းမောင်နဲ့မှားမယ်အစင်ရိုးရင်တင်မိုးလင်ကြိုက်တယ်စီးစားမကြောင်းနဲ့နီလာအောင်ကဒါမျိုးဒီဇိုင်းမှာ crazy ဖြစ်တာမပြောမရှိနဲ့ဟော်ဒီမှာမန္တလေးထိုင်းညူကမဟာကဝိကျော်ဆရာကြီးဦးမျိုးခင်ရဲ့မန္တလေးမဟာကျန်စာတွေအစိုးကောင်းအကျိုးအကြောင်းသိကျင်ဝက်ဖတ်မမှန်ရင်စီးကြတဲ့ဖက်နဲ့ကို့အနာကလူကိုလက်ပြန်ရိုက်လိုက်ကြောက်ကိုမရိုက်နဲ့နော်အဟီအတန်တွေမျိုးစုံကြားရတဲ့အပြင်အမြင်မှလည်းကိုဝင်းရောက်အတွက်စမ်းနေတဲ့အမှန်အနီလေးကမသိုးဘူးညိုချောလီဟီအပြာလေးလည်းမိတာပဲခြေတော့မှဝဲနေတယ်ဟောဒီမှာကြက်တွေနော်ကြပါကြက်တည်ရှိလိုက်ပါပြီရင်ထဲကိုအေးသွားတာပဲဟူအမေဝယ်နေကြဒီဆိုင်မဲလေးလေးအေးမစိုးဘူးအဖြူဝမ်းဆက်ပေါ်မှာနိုင်လွန်စာပိုက်ကွက်ကွန်အင်ဂျီခစီလေးနဲ့ကောင်မလေးကိုကြည့်လို့မောအောင်ဖြစ်နေရှာတယ်ဖျားဖျားငါမျက်လုံးလေးစာပိုက်ကွန်ထဲရုံမထွက်နိုင်တော့ပါလားလှလိုက်တာငခုကြီးတွေချောလိုက်တာဘယ်စည်းလေကျမကိုဒီငါးတွေချိန်ပေးပါချိန်ခွင်ထဲထည့်လိုက်မယ်နော်ပိုက်ကွန်မလေးကငါးပန်းထဲကငါးတွေရွေးပြီးချိန်ခွင်ခွက်ထဲလှမ်းထည့်လိုက်ချိန်မှာကိုပေါ်မှာဝစ်ထားတဲ့ပိုက်ကွန်စာအင်ဂျီလက်ရှိကဘန်းထဲကငါးတွေကိုပိုက်ကွန်နဲ့အုပ်တလို့ဖြစ်နေမှန်းကောင်မလေးသတိမထားမိလိုက်ရှာဘူးလေအစ်စ်တကောင်ထဲအိုးအตาကြီးချိန်ပေးထားပါတယ်ငါးဆိုင်ကနေရှက်ပြနဲ့ထွက်သွားတဲ့ကောင်မလေးရဲ့ဇာအင်းကြီးအနားစာမှာငါးတကောင်ဟီးလေးခိုပြီးပါသွားတာကောင်မလေးကိုယ်တိုင်တီးပုံမရအေးဗျအင်းကြီးစားမှာငါးတန်းလန်းနောက်ကလိုက်ပြီးတတိပေးဦးမှပဲဘယ်ရောက်သွားပါလိတွေ့ပြီဈေးရုံထိပ်လူရှင်းတဲ့နေရာအရောက်မှာကောင်မလေးကိုလိုက်လို့မိသွားတယ်ညီမငေးညီမလေးညီမမငရဲကိုလုံးလီဟုတ်ပါကိုလုံးမှာငါဘာရှင်မကြီးမငယ်နဲ့ပါကွဲကျင်လို့လားဟုတ်ကဲ့ဟုတ်ဘူးညီမကိုလုံးမှာငါတကောင်ကြီးနေလို့ဟိုမှာရှင်ဘာလုပ်တာလဲရှေ့မတိုးနဲ့နော်သူဟာသူငုတ်ကြီးမိတော့မှာအဲ့တော့ဟုတ်ပါရဲ့ဘယ်လိုလုပ်ပြီးအင်းကျင်မှာငါချိတ်ပါလာတာပါလေညီမမသိဘူးမို့လားအကိုကတော့ညီမကိုအဆအဆုံးသိချာကြည့်နေတော့သိတာပေါ့ဟဲ့ဟိုညီမငါဝယ်ပြီးပြန်ထွက်မှာငါတကောင်ညီမရဲ့ပိုက်ကောင်မှာညှိသွားမှတိလိုက်တာနဲ့ပြောမယ်ဆိုပြီးနောက်ကလိုက်လာတာလူရှင်းတဲ့နေရာရောက်မှပဲပြောဖြစ်တာ sorry နော်အကိုလိုင်းနောက်ရှက်နေတယ်ထင်လို့လှုပ်ပါဦးအင်ကြီးစားကွက်ကြတယ်ငါစုတော်ညှိနေတာဖြုတ်လို့မရဘူးလှုပ်ပါဦးရတယ်ကိုကြီးဖြုတ်ပေးမယ်ဟောရပြီမင်းပယ်ပေးမယ်နှုတ်ခမ်းမွေဟင်းကျေးဇူးတင်ပါတယ်ရှင်ငါးကိုဈေးတယ်ပြန်ပေးရမှာရှက်စရာကြီးအကိုကြီးပဲဒီငါးကိုအမှတ်တရယူပါတော့နော်ပြောဆူခြာကနေလှစ်ထွက်သွားတာကြောင့်ဈေးတနေရာမှာငါးတကောင်ကြိုက်ပြီးငိုင်းကြံရိခဲ့တာကိုဝင်းအောင်ဟိုလီကောင်မလေးခက်လန်ရောက်တော့မှစိတ်အကြံပေါက်ပြီးနောက်ကနေပြေးလိုက်မိတယ်ဒီမဲညီမငါညီမကနှိမ့်တိုင်းဈေးလာဝယ်ရတယ်ထင်တယ်နော်ဘုတ်တော်အိမ်နဲ့အတော်ဝေးသလားနမီလေးဘလို့ခေါ်လဲရင်စိတ်မရှိပါနဲ့နော်ပြဿနာပဲကောင်မလေးခမနောက်ကကပ်ပါလာတဲ့ကိုအင်းအောင်ကြောင့်အတော်အကြက်ရိုက်နေပုံပဲဘာတခွန်းမှပြန်မပြောခြေလန်းကိုသာတတ်တွက်လှမ်းနေတော့တယ်အကူနဲ့ညီမကမိတ်ဆွေတွေဖြစ်သွားကြပြီပဲဟာနော်ပေးလေညီမလက်ဆွဲခြင်းလေးအကူဆွဲပေးမယ်လေဘယ်လိုလုပ်ရပါအကူကတော့ညီမကိုမြင်ချင်းဆိုတယ်လို့အဲ့တော့ဒုက္ခပါပဲကောင်မလေးတွန့်ငနေဖြစ်သွားတော့ကိုအင်းအောင်လန့်သွားပြီဘာဖြစ်လို့လဲရင်ဘာဒုက္ခလဲဗျာဒီလောက်အရေးကြီးတဲ့ပစ္စည်းမှမေးလာရတယ်လို့ဘာလဲအရေးကြီးတဲ့ပစ္စည်းဆိုတာနိုးမှုတ်လေသားကတလားကိုနိုးမှုတ်တဘူးမလောက်ချင်ဘူးအိမ်ကအမျိုးသားကလေကလေးကိုအရန်လိုလိုက်တာဟုတ်လားကလေးအတွက်နှုတ်ဖို့မပါလာရင်အိမ်ကျရင်ယောက်ျားကရန်လုံးတော့မှာပဲဈေးဘက်ပြန်ပြေးပြီးဝယ်ဦးမှာကြောက်စီရုပ်ပမာငိုင်ကြည်သူကလူပြိုကြီးကိုဝင်းအောင်ပေါ့ငါအဖြစ်ကစိုးလိုက်တာလက်ထဲမှာစုပ်ကင်ထားတဲ့ငါလေလျှက်တစ်ပြက်ဆိုသလိုမြေပေါ်ကိုဖုတ်ကနေကျသွားတော့မှတတိတရားကဖက်ခနဲ့ကက်ကဘေးဘီဝဲရကြည့်လိုက်ပြီးဗျနိုင်ထူးရောငါးဆိုင်မှာလူချင်းကွဲသွားကြတာဒီကလေးပဲရောက်သွားဟူးတစည်းလုံးနှံ့သွားပြီအလူခံဌာနရှိရင်လည်းကောင်းတာလော်နဲ့អော်ခိုင်းပြီးရှာရင်ရမှာ
ငါကသူ့ရှာသူကငါရှာဖြစ်နေပြီအိမ်ပြန်လာပဲကောင်းပါတယ်ကိုဝင်းအောင်တယောက်စိတ်လျှော့ပြီးအိမ်ကိုပြန်ပြေးခဲ့ရတယ်အိမ်ပေါ်ဝရောက်တော့ဟာလေးလေးကြီးဘယ်ပြောက်သွားတာလဲဗျာငါးတိုင်ရှိမှတားလှဲကြည့်မိတော့လေးလေးကြီးကိုမတွေ့တော့ဘူးအေးကွငါလဲဟိုငါကအတိတယောက်နဲ့တွေ့တာနဲ့တွေ့ချင်းပဲအတင်းပတ်စံလိုက်ချေးနေလို့ရှောင်လိုက်ပြေးလိုက်ရတာမှာဒါနဲ့ငခုဝယ်ခဲ့တယ်ပို့လားဘယ်လောက်သားလဲမဝယ်ခဲ့ဘူးဈေးဘိုးကလေးလေးစီမှာပဲဟာအဲ့ဒီနေ့ကအလွယ်တကူဝယ်လို့ရတဲ့ကြက်ဥကိုကြော်ပြီးထမင်းနဲ့စားလိုက်ကြရတယ်လေကိုဝင်းအောင်ကြီးလက်စွမ်းပြချိန်ပဲရတော့တုံးဒီနေ့ထဝင်းမိုက်မှာမနှောမရကြက်ဥကြော်နဲ့စားကြတယ်ဗောဟေးကောင်းမှကောင်းဖြစ်ရလေကိုဝင်းအောင်ရေဈေးလက်ကောင်မှာအရှက်တကွဲအကျိုးနဲ့ဖြစ်ရတယ်လို့ဟာဒီကောင်ဟိုကိစ္စတိသွားလို့လားဖေးဖြစ်တတ်ပါတယ်ကျွန်တော်ဆိုကိုဝင်းအောင်လိုမျိုးခဏကြုံရတယ်ဟေးငါလိုမျိုးဘလူဖြစ်တာလေကိုရင်းနှီးဆုံးမိတ်ဆွေမျိုးနဲ့တခါတလေမမျှော်လင့်ပဲစုံတော့ဝမ်းသာမိရပေါ့အဲ့ဒီမှာကိုမပေးနိုင်တဲ့အကူအညီမျိုးတောင်းတော့ဝမ်းသာတာပျောက်ပြီးရှောင်ရပုံရတာမှကိုချင်းစားပါတယ်ဗျာတော်ပါသေးရဲ့တော်နဲ့အိတ်မပြောနိုင်ရှာတဲ့ကိုဝင်းအောင်တယောက်အတွေးတွေနဲ့ပက်လေဝိုင်းအတိတ်ဆက်လန်းကိုလှန်လောနေမိတယ်လေအော်ငါအဖြစ်ကကန်ဆူလီသွားရွာမိုးလိုက်လို့ရွာဆိုသလိုမျိုးပါလားဦးတောက်တင်ဆိုတာရွာမှာလဲပိုင်ချောင်းပိုင်နေလူရန်စည်းနေနိုင်တဲ့ပုံကိုကြီးပေါ့သားတွေသမီးတွေအရှိုးအိမ်အောင်ကြလို့လက်လွတ်ကုန်ရင်ဖြစ်စိတ်အေးချမ်းသာစွာတရားပါဝနာအထုတ်မယ်ဟန်မြင်ခဲ့ပေမဲ့လေတာအကြီးဆုံးကောင်ဝင်းအောင်ကလက်လွတ်လို့မရအောင်ဖြစ်နေရှာလို့စိတ်မအေးရရှာဘူးအဘကျွန်တော်ကိုခေါ်ရဲဆိုအေးငါမွေးခဲ့တဲ့သားသမီးတွေမင်းရဲ့ညီတွေညီမတွေအကုန်လုံးသူ့အိမ်တော်နဲ့သူကိုစီဖြစ်ကုန်ရတယ်ဆိုတာမင်းသိတယ်နော်ဝင်းအောင်သိတာဗောဗျရဲ့ကျွန်တော်အောက်ကကောင်ဇော်ဝေးဆိုရင်မတ်နီနဲ့အိမ်တော်ကြပြီးဟိုးကော့တောင်မှာအခြေချနေကြတယ်ပေါက်ကစိုးဆံဝင်းဆိုမက်ကြီးမနဲ့အကြောင်းပါပြီးမူဆယ်ကိုပါသွားတယ်နိုးညာကောင်စိုးတော်တာဆိုရင်ချိုအေးမော်နဲ့အိမ်တော်ကြလို့အခုဘူးသီးတောင်မောတော်မှလीဟောအငယ်ဆုံးမမိချိုကမောက်တင်းနဲ့အိမ်တော်ကြတိတ်ဆန်းဟျောက်ငါအဖေငါတိပြီးသားဒါတွေမပြောနဲ့မင်းဟာမွေးချင်းထဲမှာတာဦးကွမင်းအကြီးဆုံးမင်းမရှက်ဘူးလားဟင်ဒါရှက်စရာလားအဘရဲ့ကိုဟာကိုကြီးတာပဲဟာဘာဖြစ်လဲသူများပြစ်စီခိုးဝတ်တာမဟုတ်ပဲဘာလို့ရှက်ရမှာလဲအဘရဲ့အေးပါငါပြောတာကမင်းရဲ့မွေးချင်းပေါက်ဖော်ညီတွေညီမတွေအကုန်လုံးစုံကုန်ပြီမင်းမအခုထိမစွန်သေးပဲလူပြိုတိုးကြီးဖြစ်နေတာကိုပြောချင်တာငါလည်းမိဘဝတ္တရားကိုမြင်ကြည်ချင်လှပြီငါစီစဉ်တာကြတော့မင်းလက်မခံငါသဘောကျတာကြတော့မင်းကအယိုးများသလိပါလိမ့်နေရွာယူကိုပေါ့ရှော့ဖို့ပဲတက်တယ်အဘသဘောကျရင်လေအဘယူလိုက်ပေါ့ကျွန်တော်ဘာမှကန့်ကွက်စရာမရှိဘူးအမေဆုံးတာနဲ့10နှစ်ကျော်ပြီဆိုတော့အဘလေဟေးကျမကြီးတို့ view ဆိုင်နော်အေးဟုတ်ပေါ့အောင်မဟဲ့ကောခွေးစကားမပြောနဲ့ငါအသက်ရွယ်နဲ့အိမ်အောင်ပြရမယ့်အရွယ်လားမင်းကငါမျက်စိမမိတ်ခင်စိတ်ချသွားခြင်းလို့မိမယူခိုင်းနေတာမင်းယောက်ျားမဟုတ်ဘူးလားယောက်ျားဟောဒီမှာကြည်ပါလားအဘရဲ့တွေ့ရမို့လားအေးတွေ့တာပဲအဲ့ဒါပါရင်ယောက်ျားလို့တတ်မှတ်လို့မရဘူးကွဖယားဘာကိုကျွန်တော်ကလက်မောင်းကြွက်သားထုတ်ပြနေတာငါလည်းအဲ့ဒါကိုပဲပြောတာယောက်ျားဆိုရင်မိန်းမယူပြီးအိမ်နောက်တာဝန်ထမ်းဆောင်ရမယ်အခုတော့မင်းဟာကတနေ့မညှို့ဆိုတဲ့ခွေးမလေးလက်ကဆွဲပြီးအဲ့လေကျိုးနဲ့ဆွဲပြီးရှောက်နေတော့ရကြကြေးပြီးဘောဟာအဘကလည်းခွေးလေးနဲ့ဘာဆိုင်လို့လဲဆိုင်နာမဆိုင်နာမသိဘူးအချိန်နဲ့ဒီလူကိုမစောင့်ဘူးကွဟိုနေရန်ကစာသားကိုဖတ်ကြည့်အဲ့ဒီလိုပေါ့ကွာခွေးကြိုက်တဲ့တီလို့ရေးထားတာလေအဲ့ဒါဘာဖြစ်လို့လဲတေဒီကောင်ကွာဟိုမှာရေးထားတဲ့စာကိုပြောတာဟာဩတွေ့ပြီဟင်းသင်လက်တနေ့ဝါရအိုးမီမယိုးဘူးရွာထိပ်ကဒေါ်မေဦးအကြောင်းရေးထားတာလားဒီမိမကြီးကတနေ့တခြားဝါလာလိုက်တာမှာဟာဘာလဲဒေါ်မေဦးအိမ်မှာကတ်ဖို့အဘမသွားရဲလို့လားရတယ်ကျွန်တော်လက်ကားကောင်အတုံးမကြတဲ့ကောင်အဲ့ဒါဝါမဟုတ်ဘူးကိုကန်အဲ့လေအင်္ဂလိပ်လိုအိုးကွာအိုးသင်လက်တနေ့အိုရဦးမယ်လို့ရေးထားတာဟဲ့ငတုံးရဲ့အဘဟာကမြန်မာစာတဲ့ဘာလို့အင်္ဂလိပ်စာကပါရတာလေဒီခေတ်ကမြန်မာစကားတဲ့ဘိုးလူရောပြောကြတဲ့ခေတ်ဆိုတော့ငါလည်းမြန်မာစကားတဲ့ဘိုးစလုံးရောသုံးတယ်ဒါမှခေတ်မိမှာဟာအဘခေတ်မိတာကြီးကလူရည်စရာကြီးဖြစ်နေတယ်ချီမွန်70 KY70 ပါကွာဒီမေအဘတာဝင်းအောင်ဆိုတဲ့ကောင်ကလေခေတ်မိနီးစနစ်တွေတုံးပြီးအထွက်တူဟုတ်ပါမိမတယောက်ကိုတစ်ပတ်အတွင်းရအောင်ယူပြမယ်ရှုံလားတော့မသိဘူးအင်္ဂတိပေးတယ်ပေါ့မိမဆိုရင်ပြီးရောဆိုပြီးရွာထဲကတွေ့ကြရမုတ်ဆိုးမတစ်ခုလက်တွေကိုတော့ဆွဲမယူလိုက်ပါနဲ့ကွာစိတ်ချပါအဲ့ဒီဟာမတွေကအဘနဲ့မရှင်းရှိနေလို့မို့လားဟာခွေးကောင်ငါ့ကိုများနာကိစ္စဆိုတော့ပထမတော့ဖေးမတွေးဆဆနဲ့လှုပ်ဖို့ပါပဲအခုတော့ကိုဝင်းအောင်ခမအဘကိုစကားလွန်ထားမိလီတော့
ငါနဲ့ခင်အေးဒီကိစ္စအမြဲဆုံးတက်တော့ရိုက်မှဖြစ်တော့မေခင်အေးဒီကိုလက်လွတ်လို့တော့မဖြစ်တော့ဘူးခင်အေးဒီဆိုတာရွာရဲ့ကွန်းနောက်ကင်အလှပကေမြင်သူတိုင်းငေးရလောက်သူလေးပေါ့သူ့မိဘတွေကလူကသားတွေဆိုတော့ဘယ်ကာလာသားကမှအနာမကက်ရဲ့ကြဘူကောင်ကြီးလွန်ခဲ့တဲ့တစ်ပတ်လောက်ကခင်အေးဒီရေခက်စင်းချင်းကိုဝင်းအောင်နဲ့စုံမိပြီကိုဝင်းအောင်ကချစ်စကားလေးတွေစခဲ့မိတယ်ခဲဒီကိုကိုကြီးချစ်နေတာကြာပြီကွာရင်ထဲအသေးသေးကချစ်တယ်ဆိုတာယုံပါအိုးရှင်ကိုကြီးချစ်ကိုလက်ခံပါကိုကြီးနှလုံးသားကိုတုတ်ပြန်ပါကိုကြီးရဲ့မေတ္တာကိုနားလည်ပေးပါခေးတီရေနော်ကိုကြီးကိုကြံစစ်ပါလားခေးတီမပြောတတ်ဘူးဟိုလေးရတယ်ကိုကြီးကိုချစ်ရင်ချစ်တယ်ဆိုတာလေးတော့ခေါင်းညိတ်ခေါင်းခါလောက်တတ်မှာပေါ့ကိုကြီးကိုချစ်တယ်မှုလားခေးတီအဲ့တော့ထိုင်းရီအချိန်ကြောင့်အခုလူပြောရတာပြောရဲလို့လေကိုဝင်းအောင်နဲ့ခင်အေးတီတို့နှလုံးသားချင်းရင်းနှီးပွင့်လင်းခဲ့ကြတာပဲဟာပျော်လိုက်တာအယံပျော်တယ်ချစ်ရချစ်ရကိစ္စဆိုတာလှုပ်ဝက်နိုင်မှတန်ခါကြမယ်မှန်ကိုဝင်းအောင်တိထားလေတော့ဘယ်ကောင်းမှမသိလိကောင်းလိပဲခုလေခင်အေးတီနဲ့တွေ့ဖို့ကိုဝင်းအောင်တကူတော့လှုပ်ရှားတာပေါ့အဲ့တော့တိတ်ချစ်တဲ့ခင်အေးတီနင်ကြိုချင်းတိမ်တော့တဲ့အခါခင်အေးတီကိုအယံလွမ်းတယ်ရေစိတ်တင်းငုတ်ကိုဘီနာမှာထိုင်ဆောက်ရလုံးလို့ကြာရင်ပြင်းမငုတ်တို့ဖြစ်ရတော့မယ်ခင်အေးတီကိုမတွေ့မမြင်ရရင်ကိုကြီးမနေနိုင်တော့ဘူးကြာရင်ကိုကြီးယူလိုက်မယ်ကိုကြီးဖြစ်ကိုတနာရင်ဖြစ်ဒီည12နာရီခင်အေးတီတို့အိမ်ပေးရခရီးပင်အောက်မှာစောင့်နေမယ်ရင်ထဲကချစ်တွေကိုတဝကြီးပြောချင်တယ်ဆက်ထွက်ခဲ့နော်ကိုကြီးလီချွန်လိုက်မယ်တိတ်ချစ်တယ်စာဖက်လို့ဆုံးသွားချိန်အိမ်ရှိလမ်းမပေါ်ကြည့်မိတော့ခွေးလေးတစ်ကောင်နဲ့အတူကိုဝင်းအောင်ကြီးကဟန်ရေးပြနေတာမှရင်ခုန်လိုက်တာကိုကြီးရဲ့ကိုဝင်းအောင်တယောက်ဒီညအတွက်ကြိုတင်ပြင်ဆင်မှုတွေအပြည့်နေဒီညအခြေအနေကောင်းရင်ခိုးပြေးမယ်ဘာအတွက်စာရေးပေးခဲ့ဖို့တော့လိုတယ်မြက်ဖျားနဲ့နတ်ကြားဒီကိုညီဝိုင်းလို့မှိုင်းမကြပါဘုတ်တော့ဘလို့ဖြစ်ရတာလေဒီလိုနဲ့ညဘက်မီးကင်းတန်ကြောင်12ချက်ခောက်တန်နဲ့မရှိမနှောင်းမှာပဲလေချုံတန်ကိုကြားလိုက်မိတာကြောင့်တောင်းခေပင်အောက်ကိုရှောက်ခဲ့ဖို့ဟန်ရေးပြင်နေတယ်ခင်အေးဒီအိမ်တကားဝအရောက်မှာဟဲ့လှမ်းပြီးထစမ်းမအိုးဟာဒီမိမလေးတော့ကွာဘာလဲတော့အိမ်နာမသွားရဲလို့လားတစ်ဖက်အခန်းကအဖေနဲ့မိစကားပြောတဲ့ကြောင့်အခန်းထဲပြန်ဝင်လိုက်ရတာပေါ့တရီနိုးလို့စေးတဲ့တောက်ချင်လို့စေးဘူးနဲ့မိချစ်နေပမာထားခဲ့လိုက်လေအဲ့တော့ခေပင်အောက်ကိုပြစ်ပေါ်မှာကြံရိတ်ခဲ့ပြီးတော့ညနေကနင့်ကိုယူခဲ့ပါလို့တဖွာဖွာမှားနေကြကိုမေးပြအောင်မေးတယ်ခုနင်တယူသွားဆိုယူမယ်စေးတယ်မဖွာရသေမကြနေတာပဲမိခင်ဖြစ်သူတကားဖွင့်ပြီးခေပင်အောက်ကိုဆင်းသွားချိန်မှာခင်အေးတီတယောက်ဖျားတိုင်ရင်ပြင်းနေပေါက်ကနေငေးကြီးနေမိတယ်ဖျားလူမှားပြီးတော့များဟာချစ်သူထီတန်ကြားရတယ်ခေးတီလာနေပြီသိကြတယ်လာပြီးစီအနားရောက်ခါမှာခေးတီရဲ့ကိုလုံးလေးကိုဟော့တယ်လို့အပင်အကွယ်ကနေဘွားကနေထွက်လာတဲ့ကိုဝင်းအောင်ကြောင့်ဟဲအောင်မလေးဟိုက်ခင်အေးတီရဲ့အမိငယ်သက်ပေါင်အော်တန်နဲ့အတူမှားမှန်တီးလိုက်တဲ့ကိုဝင်းအောင်လေနောက်ကျောင်းမကြည့်တော့ပဲပြေးလိုက်တာမှခေးတီအမေကြီးဗျညကစဉ်းစားကန်ဖွင့်နေတာကြောင့်ညီနှမအိပ်ပျော်သွားကြတဲ့ကိုဝင်းအောင်မနဲ့နေမြင့်မှအိပ်ရထားဖြစ်ခဲ့တယ်လေးလေးကြီးနိုးပြီလားဒေအိုးထဲမှာထမင်းကြော်ရှိတယ်လေးလေးကြီးအတွက်ဖေကယုံသွားပြီမေကလမ်းထိပ်အလှူကိုသွားတယ်တာကြောင်းသွားတော့မလို့အေးကောင်းပြီနိုင်ထူးထွက်သွားလို့ဘာကြသေးလဲဖြိုးအန်တီချိုဟာမောင်ပုံပါလားမိချိုပြင်သွားတယ်ဟာမောင်ပုံဆိုတာကိုမောင်တင့်ရဲ့တူတော်တယ်ကိုဝင်းအောင်နဲ့လည်းရင်းနှီးပြီးသားလေးလေးကြီးရောက်နေတာကိုအန်တီချိုငှားခိုင်းတဲ့ဘူးသီးမစင်းဆိုတာဘယ်ဆိုင်မှငှားလို့မရဘူးရှာတာလည်းနှံ့နေပြီပြုတ်မရတဲ့အစုံကျွန်တော်ကောင်မလေးစီကအပြိုစင်ပဲခဏငှားလာခဲ့တော့တယ်ဘူးသီးမဂဇင်းဆိုတာရှိလို့လားကွငါခိုင်းတာဗျူတီမဂဇင်းပါဟဲနားကြပါကြနားမထောင်ဘူးလှုပ်လိုက်ရင်တလွဲအေးဗျအန်တီချိုဒါနဲ့များမိမလူကျင်လိုက်တာငငန်တက်ဘာဆိုင်လို့လဲအန်တီချိုကလှုပ်လာပြီဆိုင်နေကောင်မလေးမိဘကနင်းနဲ့သဘောမတူဘူးဆိုတာနင်းလို့ရီကြိုက်ရီကြောက်ပေါ်ဟဲ့သူတို့ကြိုက်ဖို့မလိုဘူးသူ့သမီးကြိုက်ဖို့ပဲလိုတယ်ဟဲအေးပါတော့ကြားတော့မှမပြောလိုက်ချင်ဘူးကဲအန်ဒီချိုရဲ့ဗျူတီမဂဇင်းခုပဲတငှားပေးမယ်ဗျာလေးကြီးပါလိုက်ခဲ့ပါလားမလိုက်တော့ပါဘူးကွာလိုက်ခဲ့စမ်းပါဒီလန်ဒိတ်ကလေးတင်ပဲဟာကျွန်တော်ကမေးတဲ့လုံးလို့ဟိုရောက်မှမဂဇင်းနာမည်မိတ်သွားမှဆိုလို့လာပါဗျာခဏနေအောင်အင်ကြီးလဲလိုက်အောင်မင်းကိုဝင်းအောင်ကြီးကလန်နဲ့ပါချလာပါရောလမ်းရောက်တော့လေးကြီးမှမိချစ်ပါလားပါဘူးကွာရတယ်ဟိုလက်ဖက်ဆိုင်မှာတွညှိလိုက်မယ်ခဏလေးနော်စစ်လိမင်းကြီးဖို့သွားတဲ့မောင်ပုံတော်နဲ့ဆိုင်တဲကမထွက်လာတကိုယ်လုံးများမီးလောက်တိုက်သွင်းနေသလားမသိဘူးနောက်ဖက်စီကချမ်ပေါဝတကားဖွင့်တဲ့ကြားလို့လှည့်ကြည့်မိတဲ့အခါဟင်းဟဲစ
ဈေးထဲမှာစုံခဲ့ဘူးတဲ့ကောင်မလေးအကြည့်ချင်းစုံပြီးကမှမျက်နှာလွှဲလိုက်ရင်ရိုင်းရကြလိမ့်မလားလို့မလုံမလဲစိတ်ကြောင်းကိုဝင်းအောင်ကပဲဒါညီမအိမ်လာရင်ညီမရဲ့ကလေးရောနေထိုင်ကောင်းတယ်မို့လားဟဲ့ဟုတ်ဟဲ့မောင်ရင်မင်းဘလို့မေးလိုက်တာလေကွယ်ဒီကညီမလေးရဲ့တတနေကောင်းရဲ့လားလို့မေးတာလေဘာပြောတယ်မင်းဘာစကားပြောလိုက်တာလေဘာဖြစ်လို့လဲငါသမီးကအပြိုနုကလေးပါတော့အဖိုးဆိုလို့မဟုတ်ဆိုအဲ့လီရင်ပိုးတော့မတန်းဘူးပါဘူးတော့အဲ့ဗျဟောဒီမှာဘေကစိတ်မနှက်တဲ့လူမှမသိဘူးတော့ကျမသမီးကိုလာပြီးမဟုတ်တရားနေပြောနေပါတယ်တော့ကျွန်တော်မဟုတ်မမှန်တာဘယ်တော့မှမပြောဘူးဒီမဲမောင်ရင်မင်းငါသမီးကိုတေးသေးချာကြည့်လိုက်စမ်းပါကြည့်မယ်ဗျာဘယ်ရောက်သွားလဲမှန်စမ်းဟင်ငါသမီးကအပြိုလားကလေးမီလားဆိုတာမြင်ုံနဲ့တဲတဲကိုကွယ်တီးလောက်ပါတယ်မောင်ရင်မျက်စီကိုကောင်းသေးရဲ့လားဒါမှမဟုတ်လူမှားနေကြလားပြောစမ်းအထောသမီးမှရုပ်ချင်းတူတယ်အမွှာညီမများရှိသေးလို့လားတူဦးဒီတော့သမီးဟဲ့ဒါဆိုကျင်းသေးတယ်ကလေးမီဆိုတာဟိုမင်းသမီးကြောင့်ရင်းခုန်နေကြတာထင်တယ်ဒီကိစ္စမင်းကိုတယောက်ယောက်ကကြောက်တွန်းတာပဲဖြစ်ရမယ်ငါသမီးကလေးမီပါလို့ဘယ်သူပြောလိုက်တာလဲဟိုက်မြတ်စွာဘုရားဘာဖြစ်ကြတာလဲဗျာနေကြပါဦးဘာဖြစ်ရမှာလဲတခုခုတော့ဖြစ်နေပြီကွာဟင်းမောင်ပုံဒါမင်းလက်ချက်ဖြစ်ရမေးမင်းကငါသမီးနဲ့မပေးစားနိုင်ဘူးလို့ပြောတာနဲ့ငါသမီးကအပြိုမဟုတ်ဘူးကလေးမိပါလို့လူငါနဲ့အဆက်ခွဲခိုင်းလိုက်တာပေါ့လေဟမ်မဟုတ်တယ်ဟုတ်တယ်နင်ဘာညင်းဦးမလေးကာယကံရှင်နိုင်ကိုယ်တိုင်ကဟုတ်ပါတယ်လို့ဝန်ခံနေပြီလေကြားတယ်မို့လားဟုတ်တယ်ဆိုတာခမည်းသမီးမှာကလေးရှိတယ်ဆိုတာကိုပြောတာအော်ကြီးဟိကျင်နေလမ်းမကြီးမှာရှက်စရာကြီးလာပါအမေရဲ့နင်နမတော့ပြောပါလားဟင်ကျုံနမနွားမကရွာမှာဗျလေးကြီးရတော်ပါဗျာကျွန်တော်တောင်းမှန်ပါတယ်ကောင်မလေးကသူ့မိခင်ကိုအိမ်နဲ့အတွင်းဆွဲခေါ်သွားတယ်လို့မောင်ပုံကလည်းကိုဝင်းရောင်ကိုဆွဲခေါ်နိုင်ခဲ့လို့အခြေအနေတည်ငြိမ်သွားခဲ့ရတယ်လေလေးကြီးလှုပ်ပုံကြောင့်မူရနဲ့ဝေးရတော့မယ်ခဏလေးမီးဝင်ညှိပါတယ်အပြစ်မှာမိုးမိလောင်တော့တာပဲဒါလားခဏလေးဆိုင်ရှင်ဦးမြေကြီးရဲ့လေမိနေလို့နည်းနည်းကျသွားတာမူရကအပြိုပါဗျာကျွန်တော်အတိဆုံးခုတော့လေးကြီးရဲ့ကလေးမိပါလို့ပြောရဲလိုက်တာသွားပါပြီယာအေးငါလည်းသွားတော့မယ်ကိုဝင်းအောင်အိမ်ပေါင်းဝါရုံရှိသေးတယ်မိချူပြေးထွက်လာပြီအဘရဲ့ရွာကလူကြုံနဲ့အကိုကြီးအတွက်စာရေးပေးလိုက်တယ်ရော့ဘသူလာပေးသွားတာလဲရွာထိပ်ကဥပြော့ရဲ့သားကိုဝေးပေကြီးလာပို့တာခုလေးပဲပြန်သွားတယ်သားကြီးကောင်မောင်ဝင်းအောင်ငါသားကြီးမင်းညီမအိမ်ရောက်နေလိမ့်မယ်ဆိုတာတီလို့လူကြုံလှုပ်ပြီးစာပို့ခိုင်းလိုက်တယ်ထွေထူးအကြောင်းမရှိပါဘူးမင်းပေးတဲ့ရက်ချိန်လွန်သွားပြီဆိုတော့ငါဘက်ကငါလှုပ်ရှားပဲရှိတော့တာပေါ့ထွေထူးမပြောချင်ဘူးကွာမင်းကိုဟိုဘက်ရွာကတင်းနေကြီးနဲ့လူကြီးချင်းစကားပြောဆိုပြီးကြပြီလူငယ်ချင်းပြောဖို့ဆိုဖို့အတွက်စာရေးရချင်းရွာကိုအမြင်ပြန်ခဲ့ပါကွာမင်းညိုခမရလေမင်းကိုလွမ်းလို့တမိုင်ဖြစ်နေရှာတယ်ပြောရအောင်မေခင်ရေးတီလေသူ့အိမ်ကစီရင်ငါဖိုးလုံးနဲ့ခိုးရလိုက်ပြီးသွားတယ်2ရက်ရှိပြီပုံမင်းကပါအဘလန်းခေါ်လိုက်တာအတော်ပဲနှုတ်မို့ဆိုရင်ဈေးထဲမှာငါနဲ့မောင်မုံကောင်မလေးကိစ္စမောင်တင်းနဲ့မိချူတိသွားလို့ကတော့ငါမျက်နှာဘယ်ထားရမှမသိဖြစ်တော့မှကန်တီပြီလို့ကောင်းမပြန်တော့ကိုကြီးမိမယူကန်ဒီအမြင့်တွေဘာတွေမတက်နဲ့စိတ်ချပါဟဲလမ်းထိပ်မှာမောင်ပုံနဲ့စုံပြအောင်စုံလိုက်ရသေးတယ်မောင်ပုံငါကြောင့်မင်းတို့ချီရေးကိစ္စရှုပ်ထွေးရတာငါတောင်းမှန်ပါတယ်ကွာ sorry နော်နေပါဦးမူရကလေးမိပါလို့ဘာကြောင့်ပြောရတာလဲဗျာအေးဒီကိစ္စဘယ်သူမှရှောက်မပြောဘူးဆိုရင်ငါပြောပြမယ်ဒီလိုဟိဖယားကြားရမှာရင်ထိတ်လိုက်တာနော်ကောင်းမလေးရဲ့ကိုဝင်းအောင်ရေငခုတကောင်ရေဈေးလေကောင်ကစက်ကြောင်းလေးကိုပြန်ပြောင်းပြောပြလိုက်တယ်လीအဲ့ဒါပဲသူကိုယ်တိုင်ပြောသွားတာမဟုတ်လို့ငါကပြောရတာပါကွာဟင်းတေးကြလားဒီစကားကိုမူရတမင်တက်ပြောသွားတာလေးကြီးပုံစံကစားမယ်ဝါမယ်ပုံပေါက်နေလို့များလားဘာပြောတယ်မဖြစ်နိုင်ပါဘူးသူကိုယ်တိုင်ကလေးလိုချင်တဲ့ဆန္ဒကြောင့်ပြောသွားတာနေမှာပေါ့လေမရေတာယူလင်တာယူလို့ပဲကြားဘူးတယ်သူကြမှာကလေးတာယူရတယ်လို့ကွာဒါကြောင့်မို့မိမတွေနဲ့ပတ်သက်လို့ဦးဘိုးလိုင်ကပြောသွားတာဗျာဥပိုးလိုင်နဲ့တွေ့ခဲ့တယ်ဟုတ်လားခုဘယ်မှာလဲစိုက်ကားအုံနာကမပေးတာ9ရက်ရှိပြီမပေးလို့ကတော့တွေ့မယ်ငါပြောတာကရောမင်းကြီးသူထင်တာကမိဖြစ်သူကကြိုပြောထားပြီမင်းတင်ကြီးရဲ့ရင်ခုန်နှုံးကရက်တက်မသွားတဲ့အပြင်ရင်ခုန်တန်ပိုကျလာတယ်ထင်ရတယ်အမေတစ်ခုသမီးတစ်ခုဘဝမှာယောက်ျားသားတစ်ယောက်မရှိပဲရေရှည်မတင့်တယ်နိုင်ဘူးဆိုလို့သာခေါင်းညိတ်လိုက်ရတယ်တကယ်တော့ငါဘဝမှာယောက်ျားဆိုတာဂျိုနဲ့လာလို့တော့မေးယူရမယ်အဖြစ်အမေကတော့ပြောဘူးတယ်ယောက်ျားဆိုတာဂျိုနဲ့တဲ့ကျက်လို့နှာခေါင်းပေါ်ကထွက်လာမလားကျွဲလို့ဂျိုတောင်းမှထွက်လီလာမလားဖယားသမီးရေအဲ့တဲ့တွေရောက်နေပြီကွယ်ထွက်အဲခံလိုက်ဦးလေဟုတ်ကဲ
သူ့ကိုမြင်လိုက်ကလေးကယောက်ျားပီတာတဲ့နှာခေါင်းကြီးနဲ့မျက်မှန်အောက်ကကျွတ်ထွက်မတက်ကြည့်နေတဲ့မျက်လုံးကြီးတွေကိုတင်းတင်းကြီးသတိထားမိတာပဲအဲ့ဒါမအုံနဲ့သမီးတင်းတင်းကြီးဆိုတာပဲခေါ်တော့တစ်ထောင်အားနဲ့စိုက်ကြည့်နေတော့တင်းတင်းကြီးရှက်တာပေါ့ဒါကျုပ်သားဝင်အောင်မအုံနဲ့သမီးနဲ့ဟောဒီကျုပ်သားနဲ့ကိစ္စလူကြီးချင်းပြောဆိုထားပြီးသားဆိုတော့ဘာမှပြောစရာမလိုတော့ဘူးလို့ထင်တယ်ဒီတော့နှာခေါင်းကြီးကသေးရစရာကြီးဒီကသမီးလေးရဲ့သဘောကကိုကွယ်နှာခေါင်းကြီးအဲ့လေဘာကိုပြောတာလဲဒီလိုလေဒီကဦးတောက်ထိန်ကဒီလကုံလောက်ကိုမင်္ဂလာဆောင်ပေးမယ်တဲ့ပြီးရင်သူပိုင်တဲ့လေတွေချောင်းတွေအားလုံးသားနဲ့သမီးပဲဦးစီးလောက်ကင်ကြဖို့ပြောတာသမီးရဲ့ဟိုလေသမီးတစ်ခုပြောခြင်းတယ်သမီးမင်္ဂလာမဆောင်ခြင်းဘူးရှင်သမီးကဘာလို့မဆောင်ခြင်းတာလဲကွယ်ဘာလဲတို့သမီးဝတ်စုံဝတ်ရတာစိတ်ကျဉ်ကျက်လို့ထင်တယ်ခဲဖို့နဲ့လွဲပြီဟိုလေသမီးကတခါမှမင်္ဂလာမဆောင်ဘူးတော့ဆောင်ရမှာတမျိုးကြီးပဲဒီလိုပါသမီးကဘယ်မင်္ဂလာအခမ်းပွဲကိုမှမရောက်ဘူးမသွားဘူးတော့ကိုယ်တိုင်မင်္ဂလာဆောင်ရမှာဝင်လေးနေတဲ့သဘောပါကျုပ်သားကလည်းဒီကသမီးလိုပဲမင်္ဂလာဆောင်ဘူးတာမဟုတ်လေတော့မင်္ဂလာစွန့်ကြွေးအစီအစဉ်ဆိုမကောင်းလားကောင်းသားပဲအေးဗျာမအုံနဲ့သမီးလေးကလိမ်မာလိုက်တာအေးလေမကြခင်သမီးလိမ်မာလေးကျုပ်ရတော့မှာပဲဟေးဘာရှင်ဩကျုပ်သားနေယူပြီးကျုပ်သမီးပေါ့ဗျာဟုတ်ဘူးလားဟင်းသမီးကတော့ဘယ်ကိုမှမလိုက်နေနိုင်ဘူးအမေနဲ့မခွဲနိုင်လို့အမေတယောက်ဒီချိန်ကြီးရမစိတ်မချပါဘူးကိစ္စမရှိပါဘူးကျွန်တော်တို့အိမ်ကအကျဲကြီးခမသားမီးနှစ်ယောက်စလုံးလိုက်နေလို့ရပါတယ်ကျွန်တော်အဖကလည်းအရန်ဟဲ့ကောင်တဘောကောင်းသမားဟိုမြစ်တာစီနာဂယုနာမုဒိတာဥပိ္ပခါပါကောင်းတိတ်ဆန်းငါပြောတာနားထောင်ဒီကသမီးလေးရဲ့အလိုကြငါသားအနေနဲ့ဒီအိမ်မှာပဲလိုက်နေပြီးလိုက်စေခြင်းနဲ့ကွာအခုနေရမှာလားယင်မင်္ဂလာကိစ္စပြီးမှနေရမှာဟာအခုငါနဲ့ရွာပြန်လိုက်ခဲ့ရမှာဘာကလေဒါလေးမေးမိတာဒေါသကြီးပဲဟိုဘက်ရွာကနေတားဖာနှစ်ယောက်သားပြန်အလာလမ်းမှာဘာလဲကွာအပတယောက်ရွာမှာနေရမှာကျွန်တော်စိတ်မချဘူးဗျာဖြစ်နိုင်ရင်တော်စမ်းမင်းဘာစကားဟာတော့မယ်ဆိုတာငါသိတယ်ဘာလဲငါနဲ့မအုံဒီကိုမင်းနီးစပ်စီနေပေါ့လေဟင်မဟုတ်ဘူးပါဖြစ်နိုင်ညီမလေးမိချိုလို့စီတွန်းနေဖို့ပြောမလို့ဟာတော်သေးတာဗောဘိုးဘွားကြီးတာကိုမပို့တာပဲတောက်အလကားနောက်တာပါအဘလည်းအရွယ်ထောက်လာပြီဆိုတော့စီးပေးမိယူအတွက်လိုတာအမှန်ပဲတော်ပါကွာငါကတင်းချိုင်းကုန်းကိုခြေတစ်ဖက်လှမ်းနေပြီပဲတင်းချိုင်းကုန်းတော့မလှမ်းပါနဲ့အဘလှမ်းမယ်ဒေါ်အုံးနေရင်ခွင်နဲ့ခြေစုံပစ်လိုက်ပါလားအဘဟိုကအလက်ကြီးရှိသေးတယ်ဟာခွေးကောင်ငါ့ကိုကြောက်ချတယ်ဗောလေမင်္ဂလာဦးညကိုအပျော်ဆုံးနေ့များတဲ့ဘယ်ပညာရှိကများထက်သွင်းခဲ့တယ်မသိပါဘူးကွာစရင်ကောက်တော့ကငါမရှိဘူးဟာငါမှတော့မင်္ဂလာဦးညအတွက်ရဲစည်းတင်နေလူလဲချလပတ်ရမ်းနေပြီအေးဝေးချလပတ်ကိုရမ်းတာပြဿနာမရှိဘူးအိမ်ရောက်ရင်တင်းတင်းကြီးကိုရောဒုံအုံးတင်ကိုပါမရမ်းမိဖို့အရေးကြီးတယ်ဝင်းအောင်စိတ်ချစမ်းပါအေးပီယာတင်းကြီးလဲငါလိုပဲခံသားရမှာပဲသူကြတော့ရဲစည်းဘလို့တင်လဲမသိဘူးဟေးအဲ့ရတဲ့ရောက်မှမေးကြည့်ကွာရှူတူတူပြောပါဟာအိမ်နာရောက်နေပြီအိမ်ပေါ့ဝမှာမင်းရောက်ခမကြီးမာမီအုံးတင်ထိုင်ဆောင်နေတယ်မယားစနီးကတအားကြီးပင်ပန်းသွားပုံရတယ်တဏ္ဍာလီကနေနန်းကလင်းလိုင်းရွှင်လန်းတဲ့မျက်နှာနဲ့ကြိုမဲ့ဟန်ပြင်းနေပုံပဲလစ်မမောင်ဝင်းအောင်ခညာအတော်မမီဟုတ်ပေါ့အမေမင်းကွယ်ရက်တွေတောက်လာတယ်ထင်တယ်မတောက်ဘူးအမေဟိုလေးမတောက်ဘူးတာဆိုတဲ့အရက်မူးနေတဲ့ပုံနဲ့တငယ်ချင်းတွေကမင်္ဂလာဦးညအဲ့ဒါမတောက်ရင်တည်းမရဲဘူးတဲ့ဆိုလို့သုံးမလင်းတောက်ခဲ့ရတဲ့ရေတွေရေသုံးမလင်းတောက်ပြီးမူးရတယ်လို့ဟိုလေးရေကအဝင်မကောင်းတာနဲ့ရေထဲကိုအရက်မမြရောတောက်တာခုမူတူနဲ့ဖြစ်နေတယ်မမီမသားမီစောဒီနော်ဖြစ်မှဖြစ်ရလီတင်းကြီးကတော့ကိုယ်တနေ့လုံးပင်မလို့ထင်ပါရဲ့အဲ့ရတဲ့ခွေနီလီရဲ့ဟင်ဟုတ်လားတလေအိတ်တော့မယ် good night ဟဲ့ခုမှ9နာရီအစောကြီးရှိသေးတယ်မင်းနဲ့ဟိုအိမ်မှာအကျင့်ပါနေလို့ခမအိမ်မှာ9နာရီထိုးတာနဲ့အဘကအဲ့ရတဲ့အတင်းဝင်ခိုင်းတာမအိပ်ရင်ရိုက်တယ်အဲ့ဒီအကျင့်ကပါနေလို့ဒီရွယ်ကြီးရိုက်တယ်ဟုတ်တယ်အဘကကျန်တာအကုန်အလိုလိုက်တယ်အဲ့ချိန်မှာမအိပ်ရင်တော့မရဘူးအမရဲ့ကွယ်အေးတော့အိတ်ချီတော့ဟုတ်ကဲ့ခမဖယားကြာပြောမိရင်ယူသွားနိုင်တယ်အတော်ဆက်စုတဲ့အဖွားကြီးဦးလေးတောက်ထိန်ထားပါအောင်ဗျဒုံဟာစောစီဘဲကောင်အိမ်တကားလာထုနေတာလေကွာကျွန်တော်အေးပေပါဦးလေးသားဝင်းအောင်ဆေးရုံတင်လိုက်ရလို့ဒါအကြောင်းကြားတာအိမ်တကားဖွင့်ပါအောင်ဟေးငါသားဆေးရုံမှာဟုတ်လားဘလို့ဖြစ်ရတာလဲကွာဖြစ်ပုံကဒီလိုဦးလေးရမင်းညကမင်္ဂလာဦးညဆိုတော့ဟိုကောင်နည်းနည်းမူဘာငါထင်တယ်မူးနေတော့ခံလိုက်ရတာပေါ့မိုက်တင်ဆန်မရဲ့လက်ချက်စာမိသွားတာဖြစ်ရမယ်
မိုက်တိုင်ဆန်မမဟုတ်ဘူးတင်းတင်းကြီးစီတန်းတန်းမမရောက်သွားတာဗျအေးပါမူးနေလို့သာဟိုကနှိပ်လိုက်နိုင်တာပေါ့ဟာဖြစ်ပုံကဒီလိုဦးလေးကအဲ့ဒီတောက်ယောက်ျားရင်မာကြီးဖြစ်လျက်နေမင်္ဂလာဦးညမှာဆေးရုံတင်လိုက်ရတယ်လို့ငါသားရဲ့ဖြစ်နိုင်အဘနဲ့လူချင်းလဲလိုက်ချင်တယ်ကွာမဖြစ်နိုင်ဘူးလေဝင်းအောင်ကိုတင်းတင်းကြီးနဲ့ပြီးသားပြီးကမှအခုဦးလေးကဝင်းအောင်နေရကိုအာရှုပ်ကုန်တော့မှာပဲဗျာအေးငါပြောတာကအဲ့လိုမဟုတ်ဘူးဟာသားစောကပ်ပြီးပြောမိပြောရတယ်ပြောကုန်မိပြီပွားတီးဖြစ်ပုံကပွားတီးအာရောကုန်ပြီဗျာခုဖြစ်ပုံကဒီလိုဦးလေးကဂရင်ဘော်ကပြုတ်ကြဘာနှစ်ယောက်အိတ်ဂရင်ဘော်ကပြုတ်ကြရအောင်ဘယ်လောက်ကျဲတဲ့ကွင်းထဲမှာကန်လို့ရမှာတဲ့လေဒါဘောကန်တာမဟုတ်ဘူးအပါကွာနှစ်ယောက်အိတ်ဂရင်ကိုတော့လက်ဝိတ်ကျိုးဝိုင်းလို့ကျိုးတန်းပေးရမယ်ပုံပဲနေပါအောင်ဗျာဖြစ်ပုံကဒီလိုဦးလေးရတန်ယုံနေမကဘူးဟေးငါပါဒိုင်လူကြီးဝင်လုပ်ပေးလိုက်ပြီလဲသွားတဲ့လူကိုတစ်ကနေတရားထိရေရမလို့ဖြစ်နေပြီခုပွဲကတစ်ဖက်သက်ကြီးကွာကဲစေးရုံသာလိုက်ခဲ့ပါဦးလေးကြီးကျွန်တော်လည်းမပြောတတ်တော့ဘူးဦးလေးပဲပြောတော့အေးမင်းကလည်းဖြစ်ပုံကဒီလိုဦးလေးရကနေမတက်တော့ဘူးလာစေးရုံသွားစုဟေးစိုက်ကအားလာစေးရုံသွားမလို့ဟာအဲ့ဒါပိတ်လို့တယ်ဗျစိုက်ကမဟုတ်ဘူးပိတ်ပြုတ်တယ်တော့စီးလို့မရမှာငါသိပါတယ်သူ့အဖေထွန်းလာပြူကစိုက်ကားနေတယ်ဟာအေးဘေးပါဦးလေးရဲ့ငါလဲသားစောကပ်ပြီးအယောင်ယောင်အမှားမှားတွေဖြစ်နေပြီလာကွာခိတ်တစီးမယ်စိုက်ကကိတ်ကဒီဘက်မှာလေအော်အေးဟုတ်သားပဲตาလူလေးဝင်းအောင်တတိယပြီလားမင်းအပလေးမှတ်မိတယ်မဟုတ်လားအပဟုတ်ကဲ့ဝင်းအောင်ငါမင်းတငယ်ချင်းအေးပေလီမှတ်မိလားမှတ်မိတယ်အော်အေးမင်းလေးဟိုမိညို့ရောမှတ်မိတယ်လားလူမြင်မှတ်မိပါတယ်မိညို့ကခွေးမကြီးရအော်ခွေးမကြီးမြင်မှတ်မိပါတယ်တင်းကြီးကိုတော့မင်းမှတ်မိမှာပါကွာခွေးမကြီးမြင်မှတ်မိပါတယ်ရှုပ်ဖက်ထားလို့နေမှာပဲဟာတင်းကြီးကမင်းမိမလေးအေးပါတင်ကြီးနဲ့ဟာငါမိမမှတ်မိပါတယ်ဒေါ်အုံးတင်ကြီးအေးငါမိမမြင်မှတ်ဟိုမှာဒေါ်အုံးတင်ရောတင်းကြီးပါလာနေကြတယ်ဟင်းကိုအေးဘေးရှင်ဘာလုံးနေတာလဲကျမရောက်တော့တတ်တည်တာလားငါတမတ်ကိုခုလွတ်စမ်းမဟုတ်ဘူးဟာဒီကောင်စကားတွေအော်ကြီးဟစ်ကျပြောနေလို့စေးရုံကမောင်းချခံရမှာဆိုလို့ဦးလေးတောက်ထိန်လဲရှိအဲ့ဗျဘယ်ရောက်သွားဝေယန္တာထွက်ပြီးပြေကြီးဆက်တော့ယွတ်နေတာဟာကိုဝင်းသတိလစ်သွားပြီးခေါ်လို့မရတော့တင်းလေးငိုလိုက်ရတာအခုတက်တာလာရင်ကောင်းသွားပြီခုလေးပဲကဲဘေးကလူနာတွေကိုအာနာစရာကောင်းတယ်ဟေးနေစမ်းမအောင်ဘယ်လိုဖြစ်တယ်ဆိုတာပြောကြပါဦးဟာဖြစ်ပုံကဒီလိုဦးလေးရလာပြန်ပြီအေးဘေးကိုဝင်းအောင်အိတ်ခမ်းနဲ့ဝင်တော့အဲ့ရထက်မှလှဲလျောင်းနေတယ်တင်းကြီးကိုတွေးလိုက်တာနဲ့တလုံးတစ်ခဲကြီးပဲဟာတကယ်တဲ့အနာကပ်ဖို့ကိစ္စကြတော့ရင်တုံယုံမကားဒူးပါတုံမိတာအမှန်တင်းထားတဲ့ရေစီဘယ်ရောက်ကုန်ပြီလဲဟာစိတ်တွေကြုံငရင်ဖြစ်နေပါလားငါလို့ဘလို့ဖြစ်ပါလိအတွေ့အကြုံနဲ့များဆိုင်နေသလားဟူဒုက္ခပါပဲခုမှပဲချွေးစည်းတွေကလည်းထွက်လာပြန်ပြီခြေပြားလက်ဖျားတွေကလည်းအေးဆက်လာပြီငါဘာလို့ရင်ကောင်းမလဲဟုတ်ပြီစောင်းလေးအတာလှမ်းပြီးဘေးနားဝင်ခွေအိတ်တာပဲကောင်းဝင်းအောင်ရဲ့အေးဆက်နေတဲ့လက်ကတင်းကြီးရဲ့အသားကိုထိမိလိုက်တော့တင်းကြီးခမလန့်ပြီးဝုန်းကနေထအထိုင်းအောင်မလေးအေးဆက်ကြီးငါဘာမှငကိုကလေးကအသေးငင်နေရှာတဲ့ဝင်းအောင်ခမတင်းကြီးရဲ့အော်တန်ကြောင့်လက်ပြီးနောက်ကိုထအခုံးဂရင်ဘောကပြုတ်ကြပြီးပြေးပါပြီဗျတတိလစ်သွားလို့ခုလိုဝင်းအောင်ဆေးရုံရောက်လာတာပါပဲဗျာနေစမ်းမအောင်ကိုအေးပြီကဒါတွေဘလို့လောက်တိတာလဲဗျာဖြစ်ပုံကဒီလိုဦးလေးရဟုတ်ပေါ့ဒီလိုဟာငါတငယ်ချင်းရဲ့စစ်ချီစစ်တက်စစ်ထိုးစစ်ခံဆိုတဲ့တင်တကပြူဟာဘလို့ကျင့်သုံးတယ်ဆိုတော့တီးကျင်လို့မင်္ဂလာဦးညမတိုင်ခင်3ရက်ကလေးကရွာကန်ကလာသားတွေအကူညီနဲ့အိတ်ခမ်းမှာကာထားတဲ့ပြင်ချက်ကိုဖောက်ထုံးဝိစာလောက်ခဲ့တာလေဟီရှင်အိမ်မှာကာထားတဲ့ပြင်ကိုပေါက်ဖောက်ပြီးချောင်းတာပေါ့လေချောင်းဟဲကဲဟာဂံပလာကြီးနဲ့ပြစ်တယ်ဟာအရက်ရှက်တဲ့ကိုဝင်းရဲ့ရှက်ပါနဲ့တင်းနေရဲ့ဒီကောင်ကြီးနေပြီလို့သာကိုဝင်းအချိန်မီစိတ်ယုံကိုရောက်လာတာပေါ့ကဲမအုံဒီကလေးတွေနေတာသလိုနေကြပါသေးဗျာကျုပ်တို့လူကြီးတွေကအလိုက်တိပေးရမယ်လာပါဟုတ်ကဲ့မငင်းပါနဲ့ဗျာဟိုထိတ်ကတစ်ပင်ရိပ်မှာထိုင်ပြီးကလေးတွေရဲ့ရှေ့ရည်နောင်ကြီးရောကျုပ်နဲ့ခမည်းနဲ့အကြီးပါတခါဒီဆွနေကြတာပေါ့မငင်းပါနဲ့နော်ရှင်လူလေကြီးတောင်းအမလေးငါလေးရဲ့လောအချိန်လေးတွင်းမှာအလဲကြရောင်အောင်လိုက်တဲ့အတန်နဲ့အတူဒေါ်အုံးတင်တယောက်ဦးတောက်တင်ရင်ဝင်ထဲအလိုလိုရောက်သွားပါရောလားဗျာပြီးပါပြီခင်ဗျာခုလိုစဆုံနှောက်ပြီးကျေးဇူးတင်ပါတယ်ခင်ဗျာ